ပါတယ်။ဘာရင်းတင်းရဲ့ကိုယ်ကစားသမား17ယောက်စီးရင်မှာတော့ဖြစ်ပါတယ်။ခြားသောကစားသမားတွေဖြစ်ကတော့ကျွန်တော်နံပါတ်2ကျွန်တော်မျက်ဖုံးနဲ့အတူကိုညနေစိုးတို့ကတာဝန်ယူပြီးတော့တင်နေပွဲစဉ်ကိုတော့ Reader Channel ရုပ်သံလိုင်းကနေတိုက်ထုတ်လင်းတင်ဆက်ပေးနေသလို online ကကြည့်ရှုနေတဲ့ပရိသတ်တွေအနေနဲ့ကတော့ Lumbiswe YouTube Channel ကနေတိုက်ရိုက်ကြည့်ရှုလို့ရတယ်ဆိုတဲ့အကြောင်းလေးသင်ကောင်းပါလိုက်ရပါတယ်အခုဆိုလို့ရှိရင်တော့ဘင်္ဂလားဒေ့ရှ်အသင်းပဲနောက်တစ်ခါဘလုံးအပိတ်လုံးနေခဲ့တယ်ဗျာဆက်စနဟာဘလုံးရိုက်ကူကြိုးစားမှာတော့ဘာရင်းအသင်းကစနုထားဖြစ်တဲ့ကြောင့်လို့ဘင်္ဂလားဒေ့ရှ်လက်ပြပေါ်ရတယ်ဗျာဒီမြတ်ချဖို့ကြိုးစားလာတယ်အသင်းကောင်းဆောင်မနာစရုပ်ထားခဲ့ရမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းလက်ပြပေါ်မြောက်ခွင့်ရပါဗျာကောင်းဆောင်တော့ရမောင်မင်းမားနေပဲဒီလိုစီမံစားမှာပဲဖြစ်ပါတယ်ဘာရင်းအသင်းပဲဒီတစ်ခုကြိုးစားတယ်ခွာတီဥထားခဲ့တာပဲဖြစ်ပါတယ်ချက်စွန်ဟာဒီကောင်မာပြီးသားတယ်အဲ့ဒီချက်ပြန်ခောက်တယ်ဗျာဒီရတဲ့ကိုဖြတ်ပို့လာတယ်တမိနစ်မှာပဲဘင်္ဂလားဒေ့ရှ်အသင်းရဲ့ကိုပေါချင်းချောင်းမှုတစ်ခုကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ကံချက်ကကောင်းမွန်ခဲ့ပေမဲ့မာရင်းအသင်းရဲ့ကိုသမားဆာဒူလာလည်းမီးရပဲဖမ်းထားနိုင်တယ်ခင်ဗျ။လည်းတင်မယ်နောက်တန်းမှာပဲပြေးလှုပ်ထားတယ်ဗျာရှူလေးစီကိုကြိုးစားနေတယ်နားဦးစားတယ်ဗျာစီမီနီယာတော့ဘာရင်းတင်းရဲ့နီးပြဝါမတ်အဗနန်ဟူစိန်ဖြစ်ပါတယ်လာတယ်ပဲပြန်ပြီးတော့ရယူရတယ်မြဆပ်နာအောင်လည်းပြန်ပြီးတော့တွေးထားတယ်ရှိဘန်ကစားနေတဲ့ဘာရင်းအသင်းနဲ့ဘင်္ဂလားဒေ့ရှ်အသင်းတို့ကတော့ကျွန်တော်မြန်မာအသင်းနဲ့နောက်ရက်တွေမှာရှင်ဘန်ကစားဖို့ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အသင်းရဲ့အခြေစွမ်းကိုလည်းဒီနေ့မှာတော့ကဲခက်ခွင့်ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့2026အမျိုးသမီးအာရှဖလားစစ်ပွဲစဉ်တွေရဲ့အုပ်စုအဆင့်ကနေပြီးတော့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့အတွက်ဆိုလို့ရှိရင်တော့အုပ်စုတစ်ခုရဲ့အတင်းစီတာရခွင့်ရရှိမှာဖြစ်ပါတယ်ဒီလိုရှင်တော့ဘင်္ဂလားဒေ့ရှ်အတင်းမဲ့တဟူရာနောက်မှတယောက်တော့လဲချနေခဲ့တယ်မြအလေကိုပြန်ပြီးကြိုးစားတယ်ဘာရင်းအတင်းပြန်ပြီးတော့ရလာပြီမြနည်းနည်းပြန်တဲ့ကိုကြိုးစားတယ်စပ်နာဘာရင်းအတင်းကလည်းခံစစ်ကလည်းတောင်းတင်းတင်းကနေမြရီယာပေကြောင်ထုတ်ပြီးသားတွေဖီတာတန်ဦးသားတွေဗျာငါ哋လိုက်စေဖို့ကြိုးစားနေတယ်စမတုံးချက်စွန်ဟာဖြစ်ပါလေစီမီနေနေရတော့ဘင်္ဂလားဒေ့ရှ်အသင်းရဲ့အင်္ဂလိပ်လူမျိုးနီးပြပီတာဘတ်လာဖြစ်ပါလေရှိမှာတော့ဘင်္ဂလားဒေ့ရှ်တင်ရလည်းပြီးတော့မြောက်ရမယ်ဗျာရီထူပေါ်နာမြောက်မယ်ဗျာနားဒေ့ပဲလည်းပြီးတော့မြောက်ပြီးသားတယ်ရှိမှာတော့ဘလုံးပြန်လဲရယူဖို့ကြိုးစားမှာမွန်နီကာကစားသမားကိုနောက်ကနေတီးတာကိုတွန်းလာခဲ့တာပဲဖြစ်ပါတယ်။ကြောင့်မလို့ဘရိုင်းတင်ကအဖြစ်တယ်မော်ကန်ဝင်ရမယ်ခင်ဗျာ။
ရှေ့ကိုတောက်လျှောက်ကနေပေးထားတယ်ရှန်စွန်ဟာခေါင်းဦးတယ်မြ YouTube ပေါ်နာပြန်ပြီးပါသွားပြီမြဘာရင်သေးပဲရှေ့ကိုမပေးထားတယ်လီဆာနောက်ကိုပြန်ပြီးတော့ပေးထားတယ်ဗျအဲ့ပဲဒါပေမဲ့ပြန်ပြီးတော့ပြတ်တယ်ဗျဘင်္ဂလားဒေ့ရှ်ပြန်ပြီးတော့ရလာပြန်ပြီဗျတင်ကောင်းတော့အဖီဒါရှေ့ကိုကန်နေပေးထားတယ်ဘေးထဲမှာပဲရီတူပေါ်နာကြိုးဖို့ကြိုးစားနေခင်ဗျာဒီကစားသမားလေးအင်ဂျီကိုတော့ဆွဲတာခင်ဗျဒါကတော့ဒိုင်ကတော့အရှိမှာတော့ပြတ်တဲ့မောဖြစ်ဘင်္ဂလားဒေ့ရှ်ကိုကန်ခွင့်ပြုလိုက်ပြီပဲဖြစ်ပါတယ်ဒီကနေထားတစ်ခုမှာတော့ဘင်္ဂလားဒေ့ရှ်တိုက်စစ်ကိုဟန်တာဖို့ကြိုးစားရင်းနဲ့ဘာရင်အသင်းရဲ့ဖက်တီမာနိုင်ငယ်တန်းပြဿနာနဲ့ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်လက်ရှိဂရုစီမှာအေရှန်မြန်မာအသင်းပြီးလို့ရှိရင်ဒုတိယမြောက်အင်အားအတောင့်တင်းဆုံးလို့ဆိုရမယ်ဘင်္ဂလားဒေ့ရှ်လေဆင်အမျိုးသမီးအသင်းဖြစ်ပါတယ်ဒီနေ့မှာဘာရင်အသင်းကိုဘယ်လိုပုံစံနဲ့ရင်ဆိုင်ကစားမလဲစောင့်ကြည့်သွားအောင်ပါဖြစ်ပါတယ်လက်ရှိမှာပွဲကစားချိန်က6မိနစ်ဝန်းကျင်ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်အသင်းပဲဒီရဲကိုကန်ပို့ပြီးသားတယ်ဘာရင်နောက်တန်းအကောင်းဦးတွေမြဘင်္ဂလားဒေ့ရှ်ပဲပြန်ပြီးရယူလာပြီတောက်လျှောက်ပဲအေရီယာထဲမှာပဲလေဖြတ်ချိုးပြီးချိုးသားတယ်ဒီမှာတော့အဖီဒါကျွန်တော်ထားခဲ့တာပဲဖြစ်ပါတယ်ရှေ့ရရှိလာတဲ့တောင်ကန်ဘောတော့မရီယာကန်မယ်ခင်ဗျကျွန်တော်မှ8မရီယာနီကပဲပေးထားတယ်ကျွန်တော်မှ6ဒီတော့ဖြစ်ပို့ပေးထားတယ်နောက်ထပ်တစ်ချိန်ဘင်္ဂလားဒေ့ရှ်အသင်းကတောင်ကန်ဘောကန်ခွင့်ရအောင်ပဲခင်ဗျာဘင်္ဂလားဒေ့ရှ်အသင်းရဲ့ကျွန်တော်မှ6မွန်နီကာဖြစ်ပါတယ်ကန်ပို့ပေးထားတယ်တင်ကောင်းတော့မနာကောင်းတိုက်ပြီးတော့ရှင်းထုတ်ထားတယ်ဗျာဘင်္ဂလားဒေ့ရှ်တင်းပဲပြန်ပြီးတော့ရလာပြီပြောင်းတော့မကြော်ဘူးဗျမော်ရင်တင်းကျူသားပြီးလိုက်စေထားတယ်ဗျာ YouTube ပေါ်နာကိုပြန်ပြီးရတင်ကောင်းတော့အဖီဒါနောက်မှရှိနေခဲ့တဲ့ဘုမားစီပြန်ပြီးတော့ပြီးတာဖြစ်ပါတယ်ဘုမားရူနာဒီရနဲ့ပြန်တွဲဆော့ရတယ်ဗျဒီရရှူကန်ပို့ပြီးသားတယ်လိုင်းနေမြဘင်္ဂလားဒေ့ရှ်တင်းမဲ့ညာချမ်းမှာပဲဘောလုံးရလာပြီမြကျွန်တော်20ရှန်စွန်နာဟာဖြစ်ပါတယ်ဒါကြောင့်ကြိုးစားရရနာသေးတယ်ရှန်စွန်နာပဲအေရီယာတွေကိုဖျက်ပို့ပေးသားတယ်ဘင်္ဂလားဒေ့ရှ်ပဲလက်ကန်ပြန်ပြီမာရင်ခန်စစ်ကလည်းဒီတီထားပြီးတော့လက်ရှိအချိန်ထိမှာတော့ရှင်းလို့ထားနေနိုင်သေးပဲဗျဘင်္ဂလားဒေ့ရှ်အသင်းပဲရလာပြီရှန်စွန်နာဟာအေရီယာထဲမှာပဲတင်းရဲ့တင်းကောင်းဆောင်မနာရှော့ထိုးပြီးတော့အချိန်မီရှင်းထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့လက်ရှိမှာဘင်္ဂလားဒေ့ရှ်အသင်းတောင်ကန်ဘောကန်ခွင့်ရအောင်ပဲဗျာဘောကနေဘင်္ဂလားဒေ့ရှ်တင်းကောင်းတိုက်ပြီးတော့သုံးသက်ဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ရှန်စနာဟာရဲ့ကောင်းတိုက်ချက်ကတော့ကိုပေါင်းနေတော့အလွှဲချော်သွားခဲ့တယ်ဗျာဆိုရင်တော့ဘာရင်တင်းပဲမာနာရှူကနေပေးရတယ်ဗျဘင်္ဂလားဒေ့ရှ်ပဲပြန်ပြီးဦးရတယ်ဗျဘာရင်တင်းပဲရှူလိုက်တယ်မျောပေးရတယ်ကိုဒီမှာထွက်လာတယ်ဒီမှာလည်းအေရီယာပြင်ပက်တီထွက်ပြီးတော့လာခဲ့ရပြီဖြစ်ပါတယ်ဒီနေ့ကဒီလိုဆိုရှက်ဆွန်နာဟာဘင်္ဂလားဒေ့ရှ်တင်းမဲ့အေရီယာထဲဝင်လာပြီးရှက်ဆွန်နာဟာဘုံအောင်ကျော်ပြီးထည့်လိုက်ဟိုးမြာရှိမှာတော့ဘင်္ဂလားဒေ့ရှ်တင်းဆောင်ကိုစတင်ပြီးတော့ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ပွဲအစ9မိနစ်မှာပဲဘင်္ဂလားဒေ့ရှ်တင်းရဲ့ကျွန်တော်20ရှက်ဆွန်နာဟာဖြစ်ပါတယ်ရရှိလာတဲ့အခွင့်အရေးကိုတော့ကြပဲသုံးသက်သွားခဲ့တာပဲဖြစ်ပါတယ်ရှက်ဆွန်နာဟာဖြစ်ပါတယ်တန်းနေလို့တော့တင်ပေးလိုက်တဲ့ဘောလုံးကိုတော့
လိုက်တဲ့ပြေးထွက်သွားပြီးတော့ရှန်စနာသူ့ရဲ့ပြေးအားကောင်းကောင်းကိုအသုံးချပြီးတော့ရှစ်ထွက်လာတဲ့ဘာရင်းတဲ့ဂိုသမာဖြစ်သူဆာအဒူလာကိုပါကြော်ပြီးတော့ဆုံးသက်သွားခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ပထမပွဲစဉ်ဖြစ်တဲ့အင်ရှင်မြန်မာအသင်းနဲ့တာမင်နစ်စတန်အသင်းတို့ရဲ့ပွဲစဉ်မှာလည်းမြန်မာအသင်းကပွဲစ10မိနစ်မှာပဲဥဆောင်ကိုစတင်ပြီးတော့ရရှိခဲ့တာပဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာလည်းဘင်္ဂလားဒေ့ရှ်အသင်းဒုတိယမြောက်ပွဲမှာလည်းပွဲစ10မိနစ်မှာပဲဥဆောင်ကိုစပြီးတော့ရခဲ့ပြီပဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ရောစောပိုင်းပွဲစဉ်တုန်းကလိုမျိုးဂိုးပြက်ပွဲတစ်ပွဲကိုကျွန်တော်တို့ကြည့်ခွင့်ရအောင်မလားစောင့်ကြည့်ရမှာခင်ဗျာလက်ရှိ10မိနစ်တွင်းမှာကစားထားတဲ့ခြေစွမ်းအနေအထားရတော့ဘင်္ဂလားဒေ့ရှ်အသင်းကတော့ဘာရင်းအသင်းထက်ပိုပြီးတော့မဆောင်ရင်ကောင်းနေပြသထားနိုင်တာတွေ့ရတယ်မြတ်ပြောဆိုရင်ပဲဘင်္ဂလားဒေ့ရှ်နောက်တန်းကတော့လူကျွန်းဖမ်းလာတော့တသက်ရဲ့ပဲဗျာဘာရင်းအသင်းရဲ့လက်စစ်ကစားသမားကျွန်တော်15ဆာမှာကျွန်တော်ထောင်ချောက်ကိုဖောက်ထွက်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးဗျာဒီစာကြီးကိုကျွန်းနေတယ်မြတ်ယာလက်ရှိမှာရီဂျူကော်နာတင်ပေါ်ပြန်ပေးရမှာတော့နိုင်ငံနားလေမှုလွဲပြီးတော့ဘော်ရင်တင်းကလက်ပြပေါ်မြောက်ခွင့်ရမယ်ဗျာကိုကောဘင်္ဂလားဒေ့ရှ်ပိုင်းတရားနာတိုင်းဆက်ပြီးတာမာရာနာဟာရှိလာတဲ့လက်ပြပေါ်တော့ဘာရင်းတင်းရဲ့နောက်ခံကစားသမားကျော်နံပါတ်4ဖတီမာမြောက်မှာဖြစ်ပါတယ်ဒီတူပေါ်နာပြီးတော့ဆယ်ထားတယ်ဗျာဒါပေမဲ့ကိုယ်တိုင်တော့ BC ကိုကြော်နေခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာရင်းတင်းနောက်ထပ်တစ်ချိန်လက်ပြပေါ်မြောက်ခွင့်ရအောင်မှာဖြစ်ပါတယ်ဖတီမာပဲမြောက်ချပေးထားတယ်ဖတီမာယူကန်နေပြီးတယ်ဗျဘင်္ဂလားဒေ့ရှ်အသင်းပဲပြီးတာအချိန်ပြီးအန်တားနိုင်ခဲ့တာပဲဖြစ်ပါတယ်ရှိပါတော့နောက်ထပ်တစ်ချိန်ဘာရင်းအသင်းကလက်ပြပေါ်မြောက်ခွင့်ရအောင်မယ်ဗျာကျွန်တော်မှ4ဖတီမာပဲမြောက်မယ်ခင်ဗျအဲဒီနောက်တစ်ချိန်လက်ပြပေါ်မြောက်ခွင့်ရအောင်မှာဖြစ်ပါတယ်လေတွေကိုပေးထားတယ်အခတ်တဲ့ညာလာတဲ့အခတ်တဲ့အဝေးကလက်ကန်လာတယ်တက်ကတော့ကောင်းနေခင်ဗျာဒါပေမဲ့ဘိုးပေါင်းနေတက်မြက်ခဲ့ခြင်းမရှိတဲ့အနေအထားတစ်ခုမှာတော့ဒီချီပါကိုရရှိမဲ့အခွင့်အရေးကိုတော့ဆုံးရှုံးခဲ့ရတယ်ခင်ဗျာဒီတင်ရဲ့သာမကျွန်မတော့ဒီmanအခတ်တဲ့ဖြစ်ပါတယ်ဖီရာရှိကန်ပူပေးထားတယ်ရှစွန်နာဟာဒါကိုကြိုးစားခဲ့ပြီဘုံလုံးကတော့အဖီရာပေးရများနေခဲ့တာဖြစ်ပါတယ်ဒါတွေတင်မဲရထားသေးတယ်မာရီယာဘယ်ကြောင့်ထုတ်ပေးထားတယ်ဗျာပြပို့မှုကလည်းငယ်များတယ်ဗျာဒါကြောင့်မို့ဖာတီမာဆာမာပြရမှာပြန်ပြတ်တယ်ဗျာဘင်္ဂလားဒေ့ရှ်ပဲစကာဆာမာဘင်္ဂလားဒေ့ရှ်ပြန်ပြီးရလာတယ်နော်ဒီလည်းမျောပြီးသားတယ်ဒီမှာဦးလာခဲ့တယ်ဗျာဆာအဗ်ဒူလာလန်ကန်မှုကြိုးစားတယ်ခုနှစ်စက်နာဖြစ်ပါတယ်အရီယာနောက်ကိုပြန်ပြီးတော့ပြီးရတယ်ခင်ဗျ
ဆက်စနဟာပြန်ပြီးဘူးကြိုးစားခဲ့ပြန်ပြတ်တယ်ဗျာဆက်စနာလိုက်စေတာတွေဆက်နာသူကန်ပို့ပြီးတာတွေဒီပေါ်နာလက်ကန်လာပြီဒီကောင်းမွန်တဲ့ကန်ကဲတစ်ခုကိုတော့ကျွန်တော်တို့နေမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ကျွန်တော်စကွန်ရီတူပေါ်နာဖြစ်တယ်ခင်ဗျာဒီမှာပဲလာတဲ့ဆောင်ကိုနှစ်ဂိုးရှိပြင်နိုင်ခဲ့ပြီဖြစ်ပါတယ်စပနာရဲ့ပြပမှုကအကောင်းမွန်ခဲ့သလိုအဆုံးတက်ခဲ့တဲ့ဒူပေါ်နာကလည်းကန်ချက်ကတော်ကြီးကိုကောင်းတာတော့တွေ့ရတယ်ဗျာဒီမှာဘူသွင်းခဲ့တဲ့ဘင်္ဂလားဒေ့ရှ်အသင်းရဲ့ဘယ်ညာတောင်ပန်တစုံဖြစ်တဲ့ကျွန်တော်စက်ခွန်ပေါ်နာနဲ့ကျွန်တော်20ရှင်စွန်နာဟာတို့တော့အသင်းတွေကသတိကြီးကြီးထားပြီးတော့ထိန်းချုပ်ရမယ့်တောင်ပန်ကစားသမားတွေလည်းဖြစ်တယ်ဗျာဒါနဲ့တင်မယ်ဟိုပြန်ပြီးတော့ခောက်ထားတယ်ဗျလေပေးဖို့ကြိုးစားအောင်တော့ပြတ်တယ်ဗျဒီမှန်အခတ်တယ်နီကာမာရီယာရလာသေးတယ်ဖီဒါဟိုရှိနေခဲ့တဲ့ရှီဦးလီအစိမ်းသူပေးဖို့ကြိုးစားတယ်စစနာဟာဒီလိုအတွက်ရှိရခဲ့သေးပြီမဲ့ဘလုံးကအများပြီးတော့ဘေးစီကိုကြော်သွားခဲ့တာပဲဖြစ်ပါတယ်Goal for Bangladesh team scored by Priyanaka Sandin. Goal now. မာရင်တင်မယ်နောက်ကိုပြန်ပြီးတော့ပေးရတယ်ဗျာဖတီမာကွင်းလင်းနဲ့တွဲဆော်လာတယ်အဲလီဘောလုံးပြန်ပြတ်တယ်ခင်ဗျာရီတူပေါ်နာရလာပြန်ခင်ဗျာလေကိုပေးလာတယ်ဒီမှာရှိနေခဲ့တဲ့တက်စစ်ကစားသမားတူဟူရာစီကိုရီတူပေါ်နာပေးဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်ဒီရဲ့ပေးဖို့မှုကတော့အနည်းငယ်များသွားခဲ့တာပဲဖြစ်တယ်ခင်ဗျာမာရူနာမာရင်တင်မယ်ဘပိုင်ဆိုင်မှုပြန်လဲပြီးတော့ရယူထားတာဖြစ်ပါတယ်ညာလီရှူကနေပြီးတာတယ်မီယာဆိုဝါအချိန်မှာလဲမာရင်တင်ရဲ့တိုက်စစ်ကစားသမားတွေကျွန်တော်နေထားမှာတိတိကျကျရောက်ရှိနေခဲ့ပြန်တယ်ဗျာဆက်စွန်ဟာညာချမ်းမှာရလာပြန်ပြီမြဘင်္ဂလားဒေ့ရှ်အသင်းပဲဒီမှာတော့ဘာရင်းအသင်းရဲ့အဘတနာချိန်မီအတားနိုင်ခဲ့တာပဲဖြစ်ပါတယ်လာတဲ့ကောင်းဦးတာတွေမြဒီတူပေါ်နာနောက်ကိုပြန်ပြီးတော့ချပေးတာတွေဒီထဲမှာပဲဘင်္ဂလားဒေ့ရှ်အသင်းရှုပ်ပြပို့ပေးတာတွေဆွန်စနာဟာဘောလုံးထိန်းတာတွေခင်ဗျာဒီမှာတော့ဆွန်စနာဟာဂျွန်ဒီထားမှာရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်ရှမ်းကြီးတော့ဘာရင်းတင်းတိုက်စစ်ကိုပြန်ပြီးတော့စလာခဲ့ပြီဖြစ်ပါတယ်။ဘယ်ချမ်းပါပဲ။ညာဆိုပါလေပြန်ပို့ဖို့ကြိုးစားခဲ့သေးပေမဲ့သူ့ရဲ့အသင်းပေါ်ကတော့လက်တက်လာနိုင်ခဲ့ခြင်းမရှိဘူးခင်ဗျာ။
ရှူလေးစင်းရှူပေးထားတယ်ဘာရင်းတင်းပြန်ပြီးတော့တားသွားပြီဗျအီမန်အခါတေပြန်ပြီးတော့ပြတ်တယ်ခင်ဗျဘာရင်းတင်းရဲ့တိုက်စစ်လမ်းကြောင်းမှန်သမျှကိုဘင်္ဂလားဒေ့ရှ်အသင်းကွင်းလယ်မာတွေကတောက်လျှောက်ဆိုသူတို့ဖြတ်တောက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်ယူတူပေါ်နာဘယ်ကျမ်းမှာပဲတောက်လျှောက်တကြိုးကြိုးစားနေတယ်ယူတူပေါ်နာပဲကောင်းတယ်ဗျအေရီယာထဲမှာယူတူပေါ်နာအနောက်နဲ့ပြန်ပြီးတော့တွဲထားတယ်မွန်နီကာတော့ဘာရင်းတင်းကပြန်ပြီးဟန်တားသွားပြီဗျဆက်ကဖတီမာနေဆိုရင်လက်ရှိမှာတော့ပထမပိုင်းပွဲကစားချိန်ကမိနစ်20ကိုကျော်လာဒီမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းကဝဲကိုတော့2ဂိုးပြီးဆိုတော့ရလန်နဲ့ဥဆောင်ကစားနေတာကိုတော့တွေ့ရတယ်ခင်ဗျာဟုတ်ပါတယ်ကိုမြတ်ဖုံးကြီးကျွန်တော်မြန်မာလေစင်မျိုးသမီးတင်းလာမယ့်ပွဲစဉ်မှာတွေ့ရမယ့်ပြိုင်ဘက်လို့ပြောရမယ့်ဘင်္ဂလားဒေ့ရှ်ရဲ့ခြေစွမ်းကိုတော့ကျွန်တော်ဒီပွဲမှာစပြီးတော့အကဲခတ်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်ဒီမှာဘင်္ဂလားဒေ့ရှ်ပဲလေပြန်တွဲထားတယ်ไอ้เสร็จแล้วอย่าလာသေးမြဘင်္ဂလားဒေ့ရှ်ပဲလဲပြန်တွဲပြီးချက်ထိန်ထားတယ်ချိန်ကြီးကြည့်နေတယ်ဒီပွဲမှာတော့ဘင်္ဂလားဒေ့ရှ်တင်းပြိုင်ဘက်သင်းကိုတော့အဖက်ဖက်ကအသာစီးရယူပြီးတော့အရှင်ပြိုင်ကစားနေနိုင်တဲ့အနေအထားမျိုးတွေတော့မြင်တွေ့နေခဲ့ရတာဖြစ်ပါတယ်2026အမျိုးသမီးအာရှဖလားခြေစစ်ပွဲစဉ်တွေကိုတော့မြန်မာပါဝင်စုစုပေါင်းနိုင်ငံ8နိုင်ငံမှာခြေစစ်ပွဲအဆင့်ကိုရှင်ပြိုင်ကစားနေခဲ့တာဖြစ်ပြီးတော့လက်ရှိမြန်မာနိုင်ငံမှာရှင်ပြိုင်ကစားတဲ့ခြေစစ်ပွဲအုပ်စုမှာတော့အင်ရှင်မြန်မာအသင်းဘင်္ဂလားဒေ့ရှ်တင်းဘာရိန်းတင်းနဲ့တာမင်နစ္စတန်အသင်းတို့ပါဝင်နေခဲ့တာဖြစ်ပါတယ်ချိန်မှာလည်းဘင်္ဂလားဒေ့ရှ်ပဲငါပချန်ထုတ်ပေးတော့ရာသင်းဘင်္ဂလားဒေ့ရှ်ပဲလိုက်နေတဲ့အလဲမော်ပြီးတော့ပြီချက်ထိန်တော့တယ်ဝင်လှန့်ကန်ပြီချိန်မှာတော့ကန်ချက်ကကိုပေါင်းနဲ့တော့မထည့်ခဲ့ဘူးများကွင်းလေယာမာရီယာနောက်ထပ်ဥဆောင်ကိုရရှိဖို့အတွက်အဝေးကန်ချက်နဲ့အဆုံးသတ်ခဲ့တာဖြစ်ပါတယ်ဒီဘာရင်းတင်ပဲရှီပီတော့တယ်ဘင်္ဂလားဒေ့ရှ်တင်းကတော့ပြိုင်ဘက်တင်းရဲ့အခန့်အစည်းဆုံးအထိကိုလုံးဝအလွန်မပေးဘဲနဲ့ဖိအားပေးပြီးတော့ကစားနေတဲ့အနေအထားမျိုးတွေတော့မြင်တွေ့နေကြတာဖြစ်ပါတယ်အခုဆိုဘာရင်းတင်းပဲတယောက်ထပ်ပြီးတော့ကြော်ဖို့ကြိုးစားတယ်ဒီချိန်နေမှာတော့ကွင်းလက်ထိုင်အပြစ်ဒဏ်ပေါ်သတ်မှတ်ပေးထားတယ်မြဘာရင်းတင်းရဲ့ကွင်းလေကကျော်နံပါတ်3အီမန်သူရဲ့တိုးအားရုံးအားနဲ့အတူပြိုင်ဘက်ကစားသမားတွေကိုကြော်ဖြတ်ဖို့အတွက်ကြိုးစားရမှာတော့တိုက်စစ်ကစားမတိုဟူရာဝင်ရောက်ပုံကျန်းခဲ့တာဖြစ်ပါတယ်ဆိုဘင်္ဂလားဒေ့ရှ်ပဲမာရီယာဘယ်ဘက်ချန်နဲ့ပြန်တွဲတော့တယ်ရာလာသိမြဘင်္ဂလားဒေ့ရှ်ပဲရှေ့ကိုမျောထိုးပေးလိုက်ပြီတောက်လျှောက်လိုက်နေတယ်လူတော့မကြုံဘူးများအေးရတယ်မှာပဲလွတ်လွတ်ကျွတ်ကျွတ်ပဲလက်ပေပြီတတိယမြောက်ဦးဆောင်ကိုရနိုင်တဲ့အကောင်းဆုံးခွင့်ရတည်းလည်းဖြစ်တယ်များကွင်းလေကမိုနီကာအပိုင်ခွင့်ရခဲ့ပေမဲ့လည်းသူ့ရဲ့အဆုံးသက်ကတော့အော်စီယာကောင်းလောက်ကိုလွှဲချော်သွားခဲ့တာဖြစ်ပါတယ်သူအနေနဲ့ကိုသမားကိုကြော်ပြီးတော့တွင်ကိုရယူဖို့အတွက်ကြိုးစားခဲ့ရမှာတော့ထီချက်မမှန်ခဲ့တဲ့အနေအထားမျိုးမှာပြက်တော့နစ်နာခဲ့ရတာဖြစ်ပါတယ်စောပိုင်းကပြိုင်ဘက်တင်းရဲ့တိုက်စစ်ကိုဟန်တာဖို့ကြိုးစားရင်းနဲ့ဘာရင်းတင်းရဲ့ကိုသမားစာအဒူလာနေငယ်တန်းရရှိနေခဲ့တဲ့အနေအထားမျိုးတွေတော့မြင်တွေ့နေကြရတာဖြစ်ပါတယ်ပထမပိုင်းပွဲချိန်တဝက်လောက်မှာပဲပြိုင်ဘက်သင်းကိုသွင်းကို2ခုခွင့်ပြုပေးထားခဲ့ရတဲ့ဘာရင်းသင်းဒီအခြေအနေကိုဘယ်လိုအကောင်းဆုံးရုံထွက်ပြမလဲကျွန်တော်လက်ကျန်ပွဲစဉ်တွေမှာစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ခြေစွမ်းခြေစားကောင်းတဲ့အမျိုးသမီးအသင်းသင်းလို့ပြောရမယ်ဘင်္ဂလားဒေ့ရှ်အသင်းဒီနေ့ပွဲစဉ်မှာလည်းသူတို့ရဲ့ပုံစံအကောင်းအတိုင်းပဲ
ပထမပိုင်းပွဲချိန်25မိနစ်ဝန်းကျင်ကိုရောက်ရှိလာတဲ့အနေအထားတစ်ခုမှာပြိုင်ပွဲအသင်းကိုတော့2ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ဥဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီနေ့မှာရှင်ပြိုင်ကစားနေတဲ့ဘင်္ဂလားဒေ့ရှ်အသင်းကတော့မြန်မာလေဆင်အမျိုးသမီးအသင်းလာမယ့်ဇူလိုင်လ2ရက်နေ့မှာထိပ်တိုက်ရင်ဆိုင်တွေ့ရမယ့်ပြိုင်ပွဲအသင်းတစ်သင်းလည်းဖြစ်တယ်ဗျာအမှတ်များဆုံးအသင်းတစ်သင်းရပဲခြေစပွဲအောင်မဲ့အနေအထားကြောင့်အသင်းတိုင်းအတွက်ပွဲစဉ်တိုင်းကတကယ်ကိုရေးပါနေခဲ့တာဖြစ်ပါတယ်အစောပိုင်းကဘင်္ဂလားဒေ့ရှ်အသင်းရရှိခဲ့တဲ့ဥဆောင်ဂိုးတွေကိုကျွန်တော်တို့ပြန်လည်မြင်တွေ့နေခဲ့ရပွဲတော့ပြန်လည်စတင်လာတယ်ဘော်ရင်တင်ပဲအလင်းနဲ့ပြန်ထွေးလာတယ်တယောက်ကြော်ဖို့ကြိုးစားတယ်ကွင်းနဲ့တန်ပွဲကိုဆက်ပြီးတော့ရှင်မြန်ကစားထားစေခဲ့တယ်မြဘင်္ဂလားဒေ့ရှ်ပဲညာပချောင်းပေးလာတယ်ရာလာသေးမြအစင်းရှုပ်မြော့ထိုးပေးလိုက်ပြန်ပြီချိန်မှာဘော်ရင်တင်ရဲ့ခံစစ်ကပဲဥထားခဲ့တာဖြစ်ပါတယ်ရာဝန်အကာလီဒီချိန်မှာတော့ပြိုင်ပွဲတင်ရဲ့တိုက်စစ်ကိုအကောင်းဆုံးဟန်တာထားနိုင်ခဲ့တာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ပဲရှုပ်ပေးလာတယ်ဒိုဟူရာနောက်ပြန်တွဲတယ်အစင်းပဲရာလာသေးမြချိန်ကြည့်နေတယ်အစင်းဒိုဟူရာနဲ့ပြန်တွဲလာတယ်ဒိုဟူရာချိန်မှာတော့ဒိုဟူရာတူချင်းရင်ဆိုင်ကြော်ဖြတ်ဖို့အတွက်ကြိုးစားမှာတော့သူ့ရဲ့တိုက်စစ်ဆင်မှုကပြိုင်ပွဲကစားမနဲ့ထိတယ်ဆိုပြီးတော့ထောက်ခံမောတော့တတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်ရီတူပေါ်နာထောက်ခံမောမှာပြီးတာအေးတယ်လို့ကြားတယ်ဘော်ရင်တင်မဲ့ခေါင်းတိုင်းမြဘင်္ဂလားဒေ့ရှ်လိုက်ဆယ်လာတယ်ရာလာသေးမြခံစင်းနဲ့ပဲပြန်တွဲလာတယ်မာရီယာဘယ်ပချောင်းပေးတာတယ်အစင်းဘင်္ဂလားဒေ့ရှ်ပဲအစင်းရှေ့ကိုမှာပြီးတာတယ်ဒီချိန်မှာဘော်ရင်တင်ကပြန်ပြီးတော့တားနိုင်ခဲ့တာဖြစ်ပါတယ်ဘော်ရင်ပဲဘိုးသမားနဲ့ပြန်တွဲထားတယ်စာအဒူလာရှေ့ကိုကန်နေပေးတော့ပြီရှေ့မှာအသင်းဘော်တွေအဆင်သင့်နေထားမှရှိမနေခဲ့ဘူးမြအခုဆိုဘင်္ဂလားဒေ့ရှ်ပဲပြန်ဆယ်ထားတယ်ဘိုးသမားရူနာတင်ကောင်းဆောင်အဖီတာကန်စင်မှာပဲအစင်းဘိုးသမားရူနာစီပဲပေးထားတယ်မြရူနာပွဲစပိုင်းမှာပဲအသင်းကိုနှစ်ခုရရှိခဲ့လို့ဘင်္ဂလားဒေ့ရှ်အသင်းဒီနေ့ပွဲစဉ်မှာတော့ဖီယာအနှင်းငယ်တတ်တာခဲ့ပြီလို့ပဲပြောရမှာဖြစ်ပါတယ်ရှက်စွန်နာဟာချက်ထိန်တော့တယ်တောက်ချောက်ဖြတ်ကျော်လာပြီအချိန်မှာသူ့ရဲ့ပြန်မဲ့ကစားမကိုဖြတ်ကျော်ပြီးတော့တိုက်စစ်ပြန်ဆဖို့ကြိုးစားခဲ့ပေမဲ့လည်းရှက်စွန်နာဟာဘလုံးရရွာမှာတော့ဘေးစီကိုကျော်သွားခဲ့တာဖြစ်ပါတယ်ဘော်ရင်တင်မဲ့ပြန်လိုက်ဆယ်တာရာလာတင်မဲ့ဘော်ရင်မဲ့အလင်းနဲ့ထွေးတော့ပြီရှေ့မှာတော့အစင်းအကောင်းဆုံးပြန်ပြီးတော့ဟန်တာထားနိုင်ခဲ့တာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ပဲဘယ်ပချန်လေးတောက်လျှောက်ဆွဲတက်လာတယ်ရှေ့ပေးတော့ပြီရီတူပေါ်နော်ချက်လှည့်လာတယ်လဲနဲ့ပြန်တွဲတာရာလာတင်မဲ့ဘင်္ဂလားဒေ့ရှ်ပဲညာပချန်နဲ့တွဲတာပဲရှက်စွန်နာဟာပဲခြေအောင်ပြတယ်လက်ထောက်ဖို့ကြိုးစားတယ်ရှက်စွန်နာပဲရာလာသေးတယ်အချိန်မှာတော့ရှက်စွန်နာဟာအေရီယာတွေဝင်ရောက်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်ရှီယိုလီအစင်းမဲအလင်းနဲ့ပြန်တွဲတော့ပြီမာရီယာချက်လှည့်လာတယ်ဘင်္ဂလားဒေ့ရှ်ပဲရာလာသေးမြဆက်စနာရာရီဘယ်ပချောင်းထုတ်ပေးတော့တယ်ဘင်္ဂလားဒေ့ရှ်ပဲချိန်နေကြည့်နေတယ်အလင်းနဲ့ပြန်တွဲတော့တယ်ချိန်မှာတော့ရီတူပေါ်နာအယူမှာတော့ဘောလုံးကပြန်ပြတ်ခဲ့တာဖြစ်ပါတယ်ဒီကနေ့မှာစတင်ရှင်ပြန်ကစားနေတဲ့2026အမျိုးသမီးအာရှဖလားချင်းစစ်ပွဲစဉ်တွေမှာတော့
အုပ်စုတစ်ခုချင်းစီရဲ့အမှတ်အများဆုံးအသင်းတစ်သင်းရပဲလာမယ့်2016 Australia မှာကျင်းပပြုလုပ်မဲ့အာရှဖလားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်လက်ရှိမြန်မာနိုင်ငံမှာအင်ရှင်အဖြစ်ကျင်းပနေတဲ့ခြေစစ်ပွဲမှာတော့ဘာရိန်းသင်းဘင်္ဂလားဒေ့ရှ်သင်းတာမင်နစ္စတန်သင်းနဲ့အင်ရှင်မြန်မာလေဆင်အမျိုးသမီးဘောလုံးအသင်းတို့ပါဝင်နေခဲ့တာဖြစ်ပါတယ်ဒီအသင်း၄သင်းကဒီကနေ့ဇွန်လ29ရက်နေ့ဇူလိုင်လ2ရက်နေ့နဲ့ဇူလိုင်လ5ရက်နေ့တွေမှာအုပ်စုပွဲစဉ်အဖြစ်အသင်းကိုပွဲစဉ်3ပွဲစီရှင်ပြိုင်ကစားရမှာဖြစ်ပြီးတော့အဲဒီပွဲစဉ်3ပွဲရှင်ပြိုင်ကစားပြီးချိန်မှာအမှတ်အများဆုံးအသင်းတစ်သင်းနဲ့ရပဲလာမယ့်အာရှဖလားကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်ဒီကနေ့အစောပိုင်းမှာရှင်ပြိုင်ကစားသွားခဲ့တဲ့မြန်မာအသင်းနဲ့တာမင်နစ္စတန်အသင်းတို့ရဲ့ပွဲစဉ်မှာတော့အင်ရှင်မြန်မာအသင်းကတာမင်နစ္စတန်အသင်းကို8 ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်လာမယ့်ဇူလိုင်လ2ရက်နေ့မှာလည်းအာရှဖလားခြေစစ်ပွဲရဲ့ဒုတိယမြောက်ပွဲစဉ်တွေကိုတော့ထပ်မံရှင်ပြိုင်ကစားသွားဖို့ရှိပြီးတော့ဒီဆိုရှေ့မှာပြီးလိုက်ပြီးခေါင်းတိုက်ပြီးဘင်္ဂလားဒေ့ရှ်တင်းတတိယမြောက်ဦးဆောင်ကိုရရှိသွားပြီလည်းဖြစ်ပါတယ်တိုက်စစ်ကကျော်နံပါတ်10ရလာတဲ့ခွင့်ရေးကိုအကောင်းဆုံးအဆုံးသတ်ခဲ့တာဖြစ်ပါတယ်ဒါမဲ့လည်းမြင်တွေ့ရတဲ့အနေအထားတစ်ခုကတော့စီးချက်တိုင်ကတော့လူကျော်နေထားမှာတော့တတ်မှတ်ထားခဲ့တယ်မြာဒီနေ့မှာရှင်ပြိုင်ကစားနေတဲ့ဘင်္ဂလားဒေ့ရှ်အသင်းနဲ့မြန်မာအသင်းတို့ကတော့လာမယ့်ဇူလိုင်လ2ရက်နေ့သူနာကွင်းထဲမှာထပ်ပြီးတော့ဒုတိယမြောက်ပွဲစဉ်ဖြစ်ရင်ဆိုင်ကစားသွားဖို့တော့ရှိနေခဲ့တာဖြစ်ပါတယ်ဒီချိန်မှာလည်းဘင်္ဂလားဒေ့ရှ်တင်မဲ့တိုက်စစ်ဆင်လာပြီးရှက်ဆွန်နာဟာအေရီယာဝင်လာတဲ့ရှက်ဆွန်နာဟာပဲချိန်မှာတော့ဘာရင်းတင်းရဲ့ခံစစ်ကိုတော့မကြော်ဘူးဘာရင်းမဲဘောလုံးပြက်တယ်ရီတူပေါ်နော်ဘင်္ဂလားဒေ့ရှ်ပဲပြန်ဆယ်တော့တယ်အသင်းကောင်းဆောင်အဖီတာညာဘက်ချက်နဲ့ပြန်တွေ့တော့တယ်အစင်းအဖီတာနဲ့ပဲပြန်ပေးတော့တယ်အဖီတာဟိုနောက်မှာရှိတဲ့ကိုသမားရူနာနဲ့ပြန်တွေ့တော့တယ်ရူနာလယ်မှာရှိနေတဲ့ကိုဟာတီပဲတောက်ချောက်ဆွဲတက်လာပြီအလဲကိုပေးတော့တယ်ဘင်္ဂလားဒေ့ရှ်ပဲဘက်ချက်နဲ့ပြန်တွေ့တော့တယ်ရှက်ဆွန်နာဟာဒီနေ့မှာတော့ဘင်္ဂလားဒေ့ရှ်တင်းရဲ့ကျော်နံပါတ်3နဲ့ကျော်နံပါတ်20နှစ်ဦးလုံးကတော့သူတို့ရဲ့နာမည်ရတော့ခက်စစ်တဲ့အနေထားမျိုးနဲ့နှစ်ဦးဆုံးကတော့ရှက်ဆွန်နာဟာတွေဖြစ်နေခဲ့တာဖြစ်ပါတယ်ဘာရင်းတင်ပဲအလဲကိုပေးတော့ပြီအရှင်မလဲတိုက်ဆက်မှာရှိနေတဲ့လီလီယာလူဂျွန်နေထားတော့ရောက်ရှိနေခဲ့တာဖြစ်ပါတယ်ဒီနေ့မှာပြန်မဲ့အသင်းကိုခွင့်ပြုပေးထားတဲ့ဥဆောင်ကိုနှစ်ခုကိုပြန်လဲခြေပေါဖို့အတွက်ဘာရင်းတင်စူးစမ်းနေခဲ့ပေမဲ့လည်းလက်ရှိချိန်မှာတော့သူတို့ရဲ့တိုက်စစ်ဆင်မှုတွေကအရာတော့တိတ်ပြီးတော့မရောက်သေးဘူးဘင်္ဂလားဒေ့ရှ်ပဲအလဲကိုပေးတော့ပြီဖြတ်ချိုးပေးပြီချိန်မှာတော့ပေးဖို့မှုကကောင်းခဲ့ပေမဲ့လည်းဆုံးသက်မဲ့ကစားသမားတွေအနေငယ်တော့နောက်ကျနေခဲ့တာဖြစ်ပါတယ်ဒီနေ့မှာရှင်ပြိုင်ကစားနေတဲ့ပါရင်းတင်းနဲ့ဘင်္ဂလားဒေ့ရှ်တင်းတို့ရဲ့ပွဲစဉ်ကိုတော့ Reader Channel နဲ့အတူပြုံး Play Sport ရဲ့ YouTube Channel ကနေလည်းတိုက်ရိုက်လိုက်ထုံးလင်းပြသပေးနေတာဖြစ်ပါတယ်အစင်းရောက်ချပေးတော့တယ်ဘာရင်းတင်းပဲဥထားတယ်နော်အချိန်မှလည်းအေယာချူမာရှင်းထုတ်ထားခဲ့လို့ဘင်္ဂလားဒေ့ရှ်တင်းကလက်ပြဘောမြောက်ခွင့်ရအောင်မှာဖြစ်ပါတယ်အစင်းရောက်ချပေးတော့တယ်အစင်းပဲရာနီလေမော်ပြီးတော့တယ်အေရီယာထဲမှာပဲရလာတယ်ပိတ်ပြီးအချိန်မှပြိုင်ပဲအခန့်စင်းနဲ့ထိတယ်မြောက်ဘင်္ဂလားဒေ့ရှ်ပဲရလာသေးရာနီနောက်ကန်ပြီးဘာရင်းတင်ပဲလည်းပြန်တွေးတော့တယ်
ချိန်မှာလည်းရှေ့ကိုပေးဖို့စူးစမ်းလိုက်ပေမဲ့လည်းပေးဖို့မှုကပြိုင်မဲ့တဲ့ကိုသမားရူနာစီပဲရောက်ရှိသွားခဲ့တာဖြစ်ပါတယ်အစင်းရှေ့ကိုမှာပေးတာတယ်ဒီချိန်မှာလည်းတိုက်စစ်ကရှက်စွန်နာဟာလူဂျွန်ဒီထောင်းမှာတော့ရောက်ရှိနေခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ရဲ့အဖွင့်ကိုပွဲကစားချိန်10မိနစ်မှာသူပေးထားနိုင်ခဲ့တဲ့ရှက်စွန်နာဟာဒီချိန်မှာတော့သူ့အနေနဲ့လူဂျွန်ဒီထောင်းမှာတော့ရောက်ရှိနေခဲ့တာဖြစ်ပါတယ်ကွယ်တိုင်းပြစ်တယ်မောတတ်မှပေးထားတယ်နော်ဇွန်လ29ရက်နေ့ကနေဇူလိုင်လ9ရက်နေ့အထိမြန်မာနိုင်ငံမှာအင်ရှင်ဖြစ်လက်ခံကျင်းပနေတဲ့2016အမျိုးသမီးအာရှဖလားခြေစစ်ပွဲစဉ်တွေကိုတော့ Forever Group ရဲ့အခမဲ့ရုပ်သံလိုင်းတွေဖြစ်တဲ့ Channel 7 Reader Channel နဲ့အတူပြုံး Play Sport ရဲ့ YouTube Channel ကနေခြေစစ်ပွဲစဉ်အားလုံးကိုတိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းဒီနေ့ကနေပြည်သက်တွေကိုကြိုတင်သတင်းကောင်းပါအပ်ပါတယ်အလီဆာချိန်မှာတော့အလီဆာရဲ့ကန်ချက်ကိုပေါင်းနဲ့တော့မတည့်ခဲ့ဘူးညာရလာတဲ့အလွတ်တဲကန်ဘောကိုအလီဆာတိုက်ရိုက်ကန်သွင်းပြီးတော့အဆုံးသတ်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်ကိုမြတ်ဖုံးရေပွဲရတော့ပေါင်ပါပဲပြီးဆုံးခံဒီလေးပို့ပြီးတော့အနှဲငယ်အေးဆက်တဲ့ပုံစံမျိုးတွေတော့တဖြည်းဖြည်းပို့ပြီးတော့မြင်တွေ့လာခဲ့ရပြီဖြစ်ပါတယ်ဟုတ်ပါတယ်ကညာရင်ဆိုရင်လက်ရှိမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းအနေနဲ့ပွဲစားစောပိုင်းမှာပဲရရှိထားတဲ့သင်ကို2ဂိုးနဲ့အတူပဲပွဲကိုတော့ဥဆောင်ပြီးတော့ထိန်းချုပ်ကစားလာတာကိုတော့တွေ့ရတယ်မြတ်ဗရိုင်းအသင်းအနေနဲ့ကလည်းမြန်မာတိုက်စစ်ကိုအားပြုပြီးတော့ကျွန်တော်တို့ပြန်လည်ရရှိဖို့ကြိုးစားနေခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လက်ရှိအချိန်ဒီမှာတော့ဒီကိုတွေတော့အသိနိုင်ခြင်းမရှိသေးဘူးဗျဘင်္ဂလားဒေ့ရှ်အသင်းရဲ့ထိန်းချုပ်ကစားနေမှုကိုတော့ဝေးကျင်တောက်လျှောက်နေပါခင်ရတာပဲဖြစ်ပါတယ်ခုကိုရှင်တော့ဘင်္ဂလားဒေ့ရှ်အသင်းပဲဘယ်ချမ်းနေရလာပြန်ပြီရီဒူပေါ်နာကန်စစ်ကပုံစံနဲ့တင်တားနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီစီပီတွေရအနေထားတစ်ခုမှာတော့ဘာရိန်အသင်းအသင်းကောင်းဆောင်မာနာဒီရဲ့အသင်းပေါ်တွေကိုတော့နင်းငယ်အမလို့အမရဖြစ်နေတဲ့ပုံစံမျိုးတွေတွေ့မြင်ရတာပဲဖြစ်ပါတယ်လက်တဲ့အသင်းနောက်တစ်ချိန်ဥဆောင်ကိုရရှိဖို့အတွက်ကြိုးစားမှုတစ်ခုကိုတော့မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ဆန်စနာဟာကောင်းတိုက်ဖို့ကြိုးစားခဲ့ပေမဲ့ဘာရိန်အသင်းရဲ့ကိုသမားဇာအဗ်ဒူလာကတော့အုပ်ထုတ်ပြီးတော့ကာကွယ်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဘင်္ဂလားဒေ့ရှ်တောင်းငံပေါ်ကန်ခွင့်ရမှာဗျYouTube ပေါ်နာကန်မှာဖြစ်ပါတယ်ပေါ်နာတော့မော်ကန်ပို့ပေးရတယ်ဘောမြောက်နေတယ်ဘာလဲကန်စစ်ကဦးထားတယ်ဗျာမာရီယာဒီဘက်လက်ကန်တယ်ကန်စစ်ကတော့ကောင်းနေခင်ဗျာဒါပေမဲ့ဘာလဲဟိုပါပဲကြော်ပြီးတော့ထွက်သွားခဲ့ခင်ဗျာလာတဲ့အသေးရဲ့ကွင်းလယ်မှာဒီကွင်းလယ်ကိုထိန်းချုပ်ဖို့အတွက်အကောင်းဆုံးခြေစွမ်းနေတဲ့ဥဆောင်ကစားနေတဲ့တနမရှစ်မာရီယာဖြစ်ပါတယ်ပြန်ပြီးတော့ပေးထားတယ်ဆပ်နာညာကြောင်ထုတ်ပေးထားတယ်ဆက်စွန်နာဟာစပြန်ခောက်ဖို့ကြိုးစားခဲ့ပေမဲ့အမတနီချိန်မီဟန်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီတင်ရဲ့ကန်စစ်ကစားသမားနံပါတ်22မာနာယာအမတနီစလုံးထားခဲ့ရမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းတောင်းကမော်ကန်ခွင့်ရအောင်ခင်ဗျဒီချိန်တောင်းကမော်တော့မွန်ဒီကာလေတွေကိုပြီးတာတွေဖြစ်ပူပြီးတာတွေသူစက်ခတ်နေနေတာတစ်ခုကနေပဲညာဒီတေးသူစက်ခတ်နေတဲ့အနေထားတစ်ခုကနေပဲတတိယမြောက်ဥဆောင်ကိုရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်
တဲ့တင်ကိုလာရောက်ပြီးတော့အားပေးတဲ့ပြိတ္တတွေကိုမြင်တွေ့ရတာပဲဖြစ်ပါတယ်မာရီယာရဲ့ပေးပို့မှုကိုတော့ကျော်နံပါတ်5ခိုဟာတီတင်သွားခဲ့တာပဲဖြစ်ပါတယ်Goal for Bangladesh score by player number ဘင်္ဂလား 5. ဒေ့ရှ်အသင်းအတွက်3ဂိုးမြောက်သွင်းကိုသွင်းသွားတဲ့ကစားသမားတော့ကျော်နံပါတ်5ခိုဟာတီဖြစ်ပါတယ်ဝိုင်းပကစားခြင်းအတွင်းမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းရဲ့ဂိုးသမားဖြစ်တဲ့ရူနာဒီစတန်ဆောင်ရင်ကောင်းတွေကိုတော့ကျွန်တော်မြင်တွေ့ထားရပဲဖြစ်ပါတယ်။မာရင်းအသင်းရဲ့တိုက်စစ်ကအချိန်ပြည့်ထူပေါက်တိုက်စစ်စစ်နေတာမျိုးမဟုတ်ခဲ့ပေမဲ့တမန်တိုက်စစ်ကနေခါတရန်ကျွံလာတဲ့အနေအထားမျိုးတွေကိုသူ့အနေနဲ့ဟန်တာတဲ့အနေအထားကတော့တော်တော်လေးကိုတည်တည်နေရှိနေခဲ့တာကိုတော့တွေ့ရတယ်ဗျာ။အခါနာနဲ့ဘင်္ဂလားဒေ့ရှ်အသင်းရဲ့ရှူလီအစင်းတို့ဘလုံးရှင်းဖို့ကြိုးစားမှာတော့ရှူလီအစင်းငငယ်နာသွားခဲ့တာပဲဖြစ်ပါတယ်ဒီမှာအခါကျဝင်ရောက်ပေါ်တော့ယူကျန်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကွင်းလေတိုင်ကတော့အဝါကပြားပြတ်တာပြီးတော့ဒီပေးထားပြီပဲဖြစ်တယ်ခင်ဗျာဆိုဝိုင်းကခိုအာတီတွင်းခဲ့တဲ့တွင်းကိုပြန်လည်ပြီးတော့မြင်တွေ့ရတာပဲဖြစ်ပါတယ်။မာရီယာရဲ့ပြပို့မှုကတော့ကောင်းမွန်ခဲ့တယ်ခင်ဗျာ။မာရီတင်မယ်ဒီတော့ကန်ခွင့်ရမှာဖြစ်ပါတယ်စီလာရီပြတဲ့ဘောတော့အဲဂျူမာကံမယ်မြဂျူမာနေရာနေပဲရှိကိုလန်ကန်ပြီးတာလေနာရီဂုဒမာရူနာတာယာပဲခန်းနာခဲ့တယ်မြလူစင်တော့တိုက်စစ်ကိုလင်းမြန်ပြန်စားရနေတာတစ်ခုမှတော့ရှိလီအစင်းတောက်လျှောက်ညာချမ်းနေဆွတ်တက်လာပြီမြရှူပြီးတာရီမီကာဘေချီနဲ့လန်ကန်နေညာပြင်ဘက်ကနေဘေချီနဲ့မူနီကာဘောကန်တင်မှုကြိုးစားခဲ့ရပဲဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ဘေချီကန်ချက်ကတော့9ပေါင်းနဲ့ဤတတာကိုလွှဲချော်သွားခဲ့တယ်ခင်ဗျာနာလာတဲ့တင်းပြန်ပြီးတော့ဟန်တာထားတယ်မြ။မာရီမဲယူကန်ပို့ထားတယ်။စာမလိုက်ဖို့ကြိုးစားတယ်။လူနာသူ့ရဲ့ပုံစံတိုင်းပဲတည်ငြိမ်နဲ့ဘောလုံးထွက်ပြီးတော့ရယူထားတယ်မြ။ဘင်္ဂလားဒေ့ရှ်တင်းပဲရီတူဘောနာကြောက်ဖက်ဖို့ကြိုးစားတယ်။တောက်လျှောက်ပဲမြ။ဒီစီကနေကက်ပြီးတော့ဆွဲလာခဲ့မြ။ရီတူဘောနာရှေ့ကိုမျောပေးထားတယ်။စီမာတော့မာရီတင်းရဲ့ဂျူမာနောက်ထိဆင်းပြီးတော့ဖြစ်ထုတ်ထားခဲ့ရတာဖြစ်ပါတယ်။ဘောနာရှိမှရှိနေခဲ့တဲ့သူရဲ့အသင်းပေါ်တခုရာကို
ပေးဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်တယ်ဗျာလက်ရှိမှာတော့ At the time ဒါလေး for တောင်းကမော home ကန်ဝင်ရအောင်ပဲဗျာဘယ်ကစားချင်းကတော့45မိနစ်ပြည့်မြောက်နေခဲ့ပြီပဲဖြစ်ပါတယ်ဒါချင်းကျွန်တော်4မိနစ်တမပေးထားတယ်ဗျာအမတနီကောင်းတိုက်ပြီးတော့ရှင်းလို့ထားခဲ့ရမှာဘင်္ဂလားဒေ့ရှ်အတင်းနောက်ထပ်တစ်ချိန်တောင်းကမောကန်ဝင်ရအောင်ပဲဗျာရရှိလာတဲ့တောင်းကမောတော့မာရီယာကန်ပဲဗျာကံဘူပေးတာလေဒီမှာခေါင်းဦးရယ်ဗျာဝေလန့်ကန်မြန်ပြီဒီစက်နာရဲ့ကံချက်ကတော့အများသွားခဲ့တာပဲဖြစ်ပါတယ်လာရီတင်မေရထားသည်စန်စွန်နာဟာရှုံမျောပြီးသားလေလီကာမစေဘလက်ကန်လာလေဒီမှာတော့တူဟူရာမရှိရတဲ့အခွင့်အရေးကိုသူ့အနေနဲ့လည်းအကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်နာကျင်45မိနစ်ပြမြောက်ခဲ့နေကြလို့နာကျင်ချိန်ပုံ2မိနစ်အတွင်းရောက်မှာပဲဘင်္ဂလားဒေ့ရှ်အသင်းစတုဒါမြောက်ဥဆောင်ကိုတော့သူပေးခဲ့ပြီပဲဖြစ်ပါတယ်ဒီချိန်တွင်းသွားတဲ့ကစားသမားကတော့ကျော်နံပါတ်10တူဟူရာဖြစ်ပါတယ်ဝန်ဒီကာနဲ့ဘာရင်းသေးရဲ့နောက်ခံကစားသမားတွေဘလုံးရှင်းလူကိုကြိုးစားနေပြန်ထွက်လာတဲ့ဘလုံးတော့အရှိမအသင်းရှိနေခဲ့တဲ့တူဟူရာကကန်စစ်တွေအန်တားနေတဲ့ဂျားတွေကနေပဲလှလာပါအဆုံးသက်သွားခဲ့တာပဲဖြစ်ပါတယ်နားတွေပဲနောက်ကိုပြန်ပြီးတော့ပြီးထားတယ်ဝတ်မာရူနာခွာတီပြန်အောင်ထုတ်ပြီးထားတယ်စစနာဟာဟိုဟာတီတင်အောင်အဖီဒါစေထားတယ်ဗျာဖီဒါရှိကိုကံပို့ပြီးထားတယ်ဘာရင်ဘလုံးထင်းထင်းမော်ကနေငယ်မတည်တဲ့အနေထားတစ်ခုမှရှက်စွန်နာဟာတိုဟူရာရှက်စွန်နာရဲ့ပြေးလန်းတွေကိုမျောပေးရတယ်ပြန်ချိုးပေးရတယ်တိုဟူရာကမ်မီတိုဟူရာရဲ့2မိနစ်အတွင်းမှာရရှိတဲ့ဒုတိယမြောက်သွင်းကိုပဲဖြစ်ပါတယ်ညလို့လက်ရှိမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းက9 ဂိုး ကြီးဆိုတဲ့ကြားလက်တစ်ခုနဲ့ဘာရင်းအသင်းကိုတော့ပြပြသားသားဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်ရှေ့ဆုံးဟာရဲ့ပြပို့မှုကကောင်းမွန်ခဲ့တယ်လို့တူဟူရာရဲ့သုံးသက်ပိုင်းစွမ်းဆောင်ရည်ရလဲဒီချိန်မှာကောင်းဆုံးအနေထားမှာရှိနေခဲ့တာပဲဖြစ်ပါတယ်လာဝါရှင်ပြိတ္တနော်ကုသလို့ရှိရင်တော့ဘာရင်းအသင်းနဲ့Player number 19, the play sign, player number 10. Player number 8 is the play sign, player number 11. ပဲရောက်ရှိသွားခဲ့တာဖြစ်ပါတယ်
ဆပ်ဒူလာရှီယူကန်ပေးထားတယ်ကွင်းလင်တာလောက်မှာကြားတယ်မြဘာရင်သိမယ်ကျွန်မကိုဟက်ဆာအလီဆာဖြစ်ထွက်ဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်ဘာရူနာဟာတီဟာဒီမြဘင်္ဂလားဒေ့ရှ်အသင်းမဲ့ဇတ်နာရှီကိုကန်ပို့ပေးထားတယ်ဒီမှာတော့ပိုင်းတင်ကဥရတယ်မြမာရီယာကွက်လက်တက်လာတဲ့ကစားသမားနဲ့တွဲထားတယ်ရှီယူလီအဇင်းရှီကိုပေးထားတယ်လွတ်ထွက်သွားပြန်ခင်ဗျဆန်စွန်နာဟာတော့ရှော့ပဲဝင်လာဆန်စွန်နာကန်သွင်းမှုကြိုးစားတယ်အချိန်မှာတော့ရင်းတဲ့ကုသမာဆာအဗ်ဒူလာနာခံပြီးတော့ကာဝယ်ထားခဲ့တာပဲဖြစ်ပါတယ်ဆန်ဆန်နာဟာသူ့ရဲ့ပုံစံအတိုင်းပဲပြေအားကောင်းကောင်းနဲ့လွတ်ထွက်လာခဲ့တဲ့အနေအထားတစ်ခုကနေသုံးသက်ဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်ဒီမှာတော့ရင်းကုသမာဆာအဗ်ဒူလာကာဝယ်နိုင်ခဲ့တယ်ခင်ဗျာစောပိုင်းမှာအမီရာဆိုဝါနေရာမှာဝင်ရောက်ပြီးတော့ကစားတဲ့ဖာရက်ခါလိုက်ဖြစ်ပါတယ်တင်မယ်တောက်လျှောက်ဆဲရလာခဲ့ပြီဗျာဇာဝင်ဇာသမားကျွန်တော်19 MNRE ဖြစ်ပါတယ်ဒီနေ့နဲ့ဒရပိုင်းအစမှာပဲလူသားလဲလဲမှုတွေပြုလုပ်ပြီးတဲ့နောက်ပိုင်းမှာတော့တိုက်စစ်ကအနှဲငယ်လိုလိုကက်ကက်ဖြစ်လာခဲ့တာပဲဖြစ်တယ်ဗျာဒီပဲရောင်းကနေပြီးထားတယ်မိုနီကာမရိုက်ဘူးကြိုးစားမှာဒီစီကိုကျွန်တော်တွားခဲ့တာဖြစ်တဲ့ကြောင့်မလို့ဘာရင်းအသင်းကလက်ပေါ်မြောက်ခွင့်ရမယ်ခင်ဗျာတွင်ကိုငကိုရရှိအောင်ဆော့ဆောင်ထားနိုင်ခဲ့ပြီဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်အသင်းရဲ့တိုက်စစ်ကစားသမားကျွန်တော်20တူဟူရာကိုမြင်တွေ့ရတာဖြစ်ပါတယ်။နောက်ပိုင်းမှာ5ဂိုးပြတ်နဲ့ဥဆောင်ထားနိုင်တဲ့ဘင်္ဂလားဒေ့ရှ်အသင်းအနေနဲ့ဒုတိယပိုင်းမှာတော့ကစားအားကိုပြီးတာရှော့ချထားတာကိုလည်းတွေ့ရတယ်ခင်ဗျာ။ဘင်္ဂလားဒေ့ရှ်အသင်းတိုက်စစ်ကိုသိပြီးတော့အာယုံမဆိုင်တော့ဒီထားတစ်ခုကနေဘိုင်းအသင်းပြန်ပြီးတော့ခြေပါကိုတွေသိနေနိုင်မလားစောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်ရှူလီကစင်းဆန်ဆန်ဟာရှူပေးထားတယ်တူဟူရာရှန်စွန်ဟာဘိုင်းကပ်တေမာနာရတတာပဲတားထားတယ်ဗျာရူနာ
တင်းမော်စီပြန်ပြီးတော့ပေးကြတယ်မြဘင်္ဂလားဒေ့ရှ်အသင်းပဲရှူလီယက်ဇင်းရှိမှရှိနေတဲ့ရှန်ဆွန်နာဟာနဲ့တွဲထားတယ်ရှန်ဆွန်နာဟာဘာရင်ခံစစ်ကိုဖျက်ချော်ဖို့အတွက်ကြိုးစားခဲ့ရပဲဖြစ်ပါတယ်ဒါပေမဲ့ဘာရင်တင်းရဲ့ခံစစ်ပိုင်းကအာမတ်တနီဟန်တားနိုင်ခဲ့တယ်ခင်ဗျာဒါမှမဟုတ်လည်းရှိမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းတောင်းကန်ပေါ်ကန်ခွင့်ရအောင်မှာဖြစ်ပါတယ်ပြင်ရရှိလာတဲ့တောင်းကန်ပေါ်ခွင့်ယူတော့ဘင်္ဂလားဒေ့ရှ်အသင်းရဲ့ကွင်းလင်ကစားသမားကျော်နမရှစ်မာရီယာကန်မယ်ခင်ဗျမာရီယာဒီတူပေါ်နာစီပေးမှာတော့ပြန်ပြီးတော့ပြတ်တယ်ခင်ဗျဆပ်နာပဲထုတ်ဖို့ကြိုးစားနေတယ်ပြန်တွဲဖို့ကြိုးစားခဲ့မြဘာရင်းပြန်ပြီးတော့ဥထားတယ်မြအမေရိကတဲ့ကိုမာစီပြန်ပေးထားတယ်ဆာဘဒူလာချိန်ကြည့်နေမြဘာရင်းပြန်လဲပြီးတော့ရယူသွားပြီမြစက်ကာရှူကန်ပို့ပြီးထားတယ်ကိုမာရူနာဝင်ထွက်မမှန်နဲ့ပဲရှစ်ထုတ်ကောက်ွယ်ထားတာဖြစ်ပါတယ်ဒီမှာအခါတေးနောက်ကိုပြန်ပြီးတော့ပေးကြရခင်ဗျဒီအခါတေးပဲပြန်ထားသေးတယ်လေမျောပြိုကြိုးစားတယ်ဆာလီစာရှူမျောပြီးထားတယ်တောက်လျှောက်ပဲဆွဲလာပြီဗျာကျွန်တော်လီဖတ်တီမာကွန်မာနဲ့ရင်ဆိုင်တွေ့တယ်ဒီမှာရှိနေတဲ့အသင်းမော်စီပေးဖို့ကြိုးစားခဲ့သေးတယ်ခင်ဗျာဒါပေမဲ့ဘော်ရင်အသင်းကတော့ဒီပါကိုရဖို့အတွက်ငငယ်ဝေးကွာနေစေပဲခင်ဗျာကျွန်တော်လီဖတ်တီမာဟိုးနောက်ကနေတိုက်စစ်ထိလိုက်ပါပြီးတော့အသင်းမော်ကိုပြန်လေဖန်တီးပေးဖို့အတွက်ကြိုးစားခဲ့ရပြီဖြစ်ပါတယ်အခုဆိုလို့ရှိရင်တိုဟူရာအေရီယာထဲမှာပဲနောက်ကိုပြန်ပြီးချိုးပေးထားတယ်ချော်ပြီးတော့လက်ခံထားတယ်ရှန်ဆွန်နာဟာတက်ပြတ်ထိန်းထားတယ်ရှန်ဆွန်နာပဲပိတ်ဖို့ကြိုးစားတယ်ဒီမော်နဲ့ထိပြီးတော့ပြန်ထွက်လာခဲ့တာပဲဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ပေးရထားသေးတယ်ဆပ်နာနောက်ကိုပြန်ပြီးတော့ပေးတယ်ဗျမာရီယာဟိုဝါတီရှန်ဆွန်နာဟာလင်းနဲ့ပြန်ပြီးတော့တွဲထားတယ်ဗျမူနီကာလှည့်ထားသေးတယ်ဗျကွင်းလယ်မှာမရှိမျိုးမျိုးကြိုးစားတယ်မူနီကာပဲလုံးပြန်ထားသေးတယ်နောက်ကလည်းတက်လာခဲ့တဲ့ရှန်ဆွန်နာဟာဒီတူပေါ်နာပဲဖြစ်ဖို့ကြိုးစားနေတယ်တော့ဘာရင်ခန်းစစ်ကစမာပြတ်တာကိုရှင်းထုတ်ခဲ့ရတယ်မြောက်ရဲ့ကစားသမားတို့ဒဏ်ရာကြောင့်ကြာနေခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ပွဲကိုတော့ခိတခဏရနာထားတယ်ခင်ဗျာခုနကပိုင်းမှာတင်ကို9ကိုထိတင်ထားနိုင်ခဲ့တဲ့ဘင်္ဂလားဒေ့ရှ်အသင်းအနေနဲ့ကတော့ဒီရပိုင်းမှာတော့တိုက်စစ်ကိုတိတိသာရှော့ချထားပြီးတော့ဘာရင်းအသင်းရဲ့တိုက်စစ်စင်မှုတွေကိုထိန်းချုပ်ဖို့အတွက်ကြိုးစားနေရပဲဖြစ်ပါတယ်ဘာရင်းအသင်းအနေနဲ့ကလည်းခြေပါကူးတွေပြန်ရဖို့အတွက်တိုက်စစ်ကိုလူစားအပြောင်းလဲပြုလုပ်ပြီးတော့မြင့်တင်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့လက်ရှိအချိန်ထိမှာတော့လိုအပ်နေတဲ့ခြေပါကူးတွေနဲ့ဝေးကွာနေသေးပဲခင်ဗျာဒီဗီဒီယိုအနေထားတစ်ခုမှာတော့ဘိုင်းသင်းရဲ့ကန်ဆယ်ပိုင်းကအာမတ်တနီတန်ရာအနေငယ်ပြင်းထန်ပုံရတယ်ခင်ဗျာ
ကျွန်တော်လက်ရှိရှေ့ပိုင်းကစားနေတဲ့ ASC အမျိုးသမီးအာရှဖလား2026ခြေစစ်ပွဲ Group C ရဲ့အသင်းတွေထဲမှာတော့လူရှင်ပိုင်းကစားနေတဲ့ဘင်္ဂလားဒေ့ရှ်အသင်းနဲ့ HA မြန်မာအသင်းတို့ကတော့အင်အားအတောင့်တင်းဆုံးအသင်းတွေပဲဖြစ်တယ်ခင်ဗျာအစုအစင်းကနေတသင်းသာနောက်တစ်စင်းကိုတက်ခွင့်ရမယ်အနေထားတစ်ခုမှာဘယ်အသင်းကတက်ရောက်ခွင့်ရမလဲဆိုတာတော့ဒီနှစ်သင်းထိပ်တိုက်တွေ့မဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဇူလိုင်လ2ရက်နေ့ညနေ4 နာရီချိန်ရှင်ပိုင်းကစားမဲ့ဘင်္ဂလားဒေ့ရှ်အသင်းနဲ့မြန်မာအသင်းတို့ရဲ့ပွဲစဉ်ကတော့ရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်ရှိနေကြတာပဲဖြစ်ပါတယ်ဒီပါပွဲကိုတော့ကျွန်တော်7ရုပ်တန်လိုင်းနဲ့ Public Sway YouTube Channel တို့ကနေလိုက်ထုတ်လေးတင်ဆက်ပေးဖို့ရှိနေကြတာပဲဖြစ်ပါတယ်ရန်ကုန်မြို့တူနောက်ကွင်းမှာရှင်မြိုင်ကစားမှာဖြစ်တဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အကြောင်းပြည်သက်တွေအနေနဲ့ကလည်းကွင်းထဲအထိလာရောက်ပြီးတော့အားပေးဖို့အတွက်အခုတွေကဖိတ်ခေါ်ထားရပါတယ်ဒီပေါ်နာကျူလိုက်တဲ့မျောပေးတာတွေငါတဲ့အသင်းပဲမီနီကာဘလုံးရယူကိုစူးစမ်းခဲ့ပေမဲ့သူအနေနဲ့လူကျွန်းနေရပဲဖြစ်ပါတယ်အနာကျုပ်ကိုထားပြီးမဲ့နိုင်ငံတွေနောက်တန်းဥတွေမြရှိမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းကဒီတဘောကန်ခွင့်ရမှာဖြစ်ပါတယ်စောပိုင်းကဒဏ်ရာပြဿနာနဲ့ကြုံတွေ့ခဲ့ရတဲ့ကျွန်တော်22မင်းသိန်းရဲ့နောက်ခံလူအမတ်တနီရဲ့နေရာမှာတော့ဂျာတော်ကစားသမားတူဖြစ်တဲ့ကျွန်တော်18အမီနာဝင်ရောက်ပြီးတော့ကစားမယ်ခင်ဗျာဒီပေါ်နာဒီကိုကြိုးစားခဲ့ပြီးဒီမှာတော့ဗရိတ်တင်ရဲ့တင်ကောင်းဆောင်မနာစီလုထားနိုင်ခဲ့တယ်ခင်ဗျာ Mana Kali is replaced by player number 18. တေးပဲရှိကိုမျောပြီးသားတယ်အမနာအီတော့ရှော့ပဲဝင်လာပြီအမနာအီပဲထလာရဲ့ကုသမာဖြစ်တဲ့ရူနာရဲ့ပေါင်ချောင်းတွေကနေပေါင်ကြားတွေကနေထည့်ပြီးတော့ဂိုးဖြစ်အဆုံးသတ်ဖို့အတွက်ဇောင်းဝင်ကစားသမားအမနာအီကြိုးစားခဲ့တာပဲဖြစ်ပါတယ်လက်ရှိအချိန်ထိမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းရဲ့ကုသမာရူနာရဲ့စွမ်းဆောင်ရည်ကအမြင့်ဆုံးအနေထားမှာရှိနေသေးပဲခင်ဗျာရှန်စွန်ဟာပြန်ပြီးတော့ပြတ်တယ်ခင်ဗျရာသည်ဘင်္ဂလားဒေ့ရှ်အသင်းပဲဆပ်နာမာရီယာဘယ်ကြောင်ထုတ်ပေးတာလဲရှန်စွန်ဟာအေးပေးလာတယ်လိုက်ပိတ်ထားတယ်ကိုကြီးပြန်လက်ရှိမှာတော့ရှန်စွန်ဟာ2ယောက်ရဲ့အတွဲဆက်ကိုကျွန်တော်တို့တွေ့ခဲ့ရတာပဲဖြစ်ပါတယ်နောက်တန်းကနေလိုက်တက်လာခဲ့တဲ့ကျွန်တော်တို့3ရှန်စွန်ဟာရဲ့ပေးပို့မှုကိုညာကျန်းတိုက်စစ်ပိုင်းကကျွန်တော်တို့20ရှန်စွန်ဟာပဲလိုက်သွင်းပိတ်သိမ်းမှုကြိုးစားခဲ့ရမှာတော့ဗရိတ်သိရဲ့နောက်ခံကစားသမားရှင်းထုတ်ဖို့ကြိုးစားရင်းနဲ့ကိုတွင်းမိသွားခဲ့တာပဲဖြစ်ပါတယ်ကိုတွင်းမိသွားတဲ့ကစားသမားကတော့ကျွန်တော်9ရာဝန်အလာလီဖြစ်ပါတယ်ရှင်းထုတ်ဖို့ကြိုးစားရင်းနဲ့ကျွန်တော်9ရာဝန်အလာလီအနေနဲ့ကလည်းကိုတွေကိုကန်သွင်းမိသွားခဲ့တယ်ခင်ဗျာ Goal for Bangladesh score by player number 20. Sasunara. ဘင်္ဂလားဒေ့ရှ်အသင်းရရှိသွားတဲ့တွင်းကိုတော့ OG ဖြစ်သတ်မှတ်ရမှာပဲဖြစ်ပါတယ်ရှန်စွန်ဟာကျွန်တော်ကြိုးစားတယ်ဒီဇောင်းဝင်ကစားသမားအမီနာ
ဒီတောင်နောက်ကနေဆွဲထားခဲ့တာပဲဖြစ်ပါတယ်နန်ဆိုရီလက်ရှိမှာတော့ပွဲကစားချိန်62မိနစ်ကိုကျော်လာခဲ့ရွယ်ဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်အသင်းကတော့6ဂိုးမရှိဆိုတဲ့ရလက်တစ်ခုနဲ့ဘာရင်းသင်းကိုတော့ပြပြသားသားဥဆောင်ကစားထားတာကိုတော့တွေ့ရတယ်ခင်ဗျာလက်ရှိချိန်မှာလည်းဘင်္ဂလားဒေ့ရှ်သင်းအလွတ်တဲကန်ပေါ်ကန်ဝင်ရအောင်မှလည်းဖြစ်ပါတယ်ဒါပဲမှားပြီးတော့အဲ့တော့ကြာပြီဘာရင်းသင်းရဲ့ခံစစ်ကပဲဥရာပြီပြန်လိုက်ဆယ်ထားတယ်ဘင်္ဂလားဒေ့ရှ်ပဲလည်းနဲ့တွဲထားပြီမာရီယာခံစစ်ကိုပဲပေးထားတယ်ရှက်ဆွန်နာဟာဘင်္ဂလားဒေ့ရှ်ပဲရှက်ဆွန်နာဟာအလေကိုပေးထားပြီရှက်ဆွန်နာဟာပဲပြန်တွဲထားတယ်ဘယ်ပဲချမ်းလေးပဲရှေ့ကိုမျောထိုးပေးလိုက်ပြီးတောက်လျှောက်လိုက်ဖို့ကြိုးစားနေတယ်ရှင်မတော်ကွင်းလဲတဲ့အပြစ်ဒဏ်ပေါ်သတ်မှတ်ပေးထားခဲ့တယ်မြတ်တိုက်စစ်ကရီတူပေါ်နာဘောလုံးရဖို့ကြိုးစားရင်းနဲ့ပြိုင်ဘက်ကစားမပေါ်ပြစ်ဒဏ်ကျူးလွန်ခဲ့ရဆိုပြီးတော့ကွင်းနဲ့တိုင်ကတော့ပြစ်ဒဏ်ပေါ်သတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်လာမယ့်ဇူလိုင်လ2ရက်နေ့သူနာကွင်းထဲမှာဒီမလေးစင်မျိုးသမီးတင်းထပ်ပြီးတော့တွေ့ဆုံရမယ့်ပြိုင်ဘက်တင်းဘင်္ဂလားဒေ့ရှ်တင်းရဲ့ခြေစွမ်းခြေစောက်ကိုတော့ကျွန်တော်ဒီနေ့မှာကောင်းကောင်းမြင်တွေ့ခဲ့ရပြီလည်းဖြစ်ပါတယ်ညဘက်ချောင်းထုတ်ပေးတော့ဘင်္ဂလားဒေ့ရှ်ပဲရှေ့ထပ်ပြီးတော့ပေးတော့ရာသာသည်မြဘောလုံးမပြတ်သေးဘူးမြဘင်္ဂလားဒေ့ရှ်ပဲတောက်ချဆွဲတက်လာပြီချင်းနေကြည့်နေတယ်ဘယ်ဘက်ချမ်းနဲ့ပြန်တွဲတော့အေရီယာထဲမှာပဲရီတူပေါ်နော်ချက်လဲတော့ချိန်မှာတော့ပါရင်တင်းအခန်းစစ်ကပြန်ပြီးတော့တားဆီးထားနိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့နောက်ကနေရှက်ဆွန်နာဟာတောက်ချဆွဲတက်လာပြီအေရီယာထဲမှာပဲအလေဖြတ်ချိုးပေးတော့ချိန်မှာတော့ဘယ်ဘက်ချမ်းနေရှက်ဆွန်နာဟာရဲ့ပေးဖို့မှုကနေငယ်များနေကြတာဖြစ်ပါတယ်အခုဆိုထပ်ပြီးတော့မှားပြီးလိုက်မယ်ခေါင်းတိုက်ပြီးချိန်ခေါင်းတိုက်ချက်ကတော့ပြိုင်မသိရဲ့အကိုသမားစီပဲရောက်ရှိသွားခဲ့တာဖြစ်ပါတယ်အစင်းရဲ့ဖြတ်တင်ပေးဖို့မှုကနေတိုက်စစ်ကရှက်ဆွန်နာဟာခေါင်းတိုက်ပြီးတော့အဆုံးသတ်ခဲ့ပေမဲ့လည်းသူ့ရဲ့ကောင်းတဲ့ချက်ကတော့ပြိုင်မသိရဲ့အကိုသမားစာအထူလာစီပဲရောက်ရှိသွားခဲ့တာဖြစ်ပါတယ်ဒီတွေအနေထားတစ်ခုကတော့ဘာရင်းတင်အခန်းစစ်ကဂျွန်နမန်ဒလီဖာတီမာတန်ရပြန်လာအနည်းငယ်တော့ရှိနေပုံရတယ်မြတ်ဒီနေ့သူနာကွင်းမှာလက်ခံရှင်ပြိုင်ကစားနေတဲ့မြန်မာအသင်းပါဝင်တဲ့ခြေစစ်ပွဲအုပ်စုမှာတော့မြန်မာအသင်းဘာရင်းအသင်းဘင်္ဂလားဒေ့ရှ်အသင်းနဲ့တာမင်နစ္စတန်အသင်းဆိုပြီးတော့အသင်း၄သင်းပါဝင်နေခဲ့တာဖြစ်ပါတယ်ဒီအသင်း၄သင်းနေရာမှာပတ်လည်ရှင်ပြိုင်ကစားပြီးချိန်မှာအမှတ်အများဆုံးအသင်းတစ်သင်းကပဲလာမယ့်2026ဩစတြေးလျမှာကျင်းပပြုလုပ်မဲ့မျိုးသမီးအာရှဖလားကိုဝင်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်ဒါကြောင့်အသင်းတစ်သင်းနေရာပဲခြေစစ်ပွဲအောင်မဲ့အနေအထားမှာအသင်းတိုင်းအတွက်သူတို့ရှင်ပြိုင်ကစားရမယ့်ပွဲစဉ်တိုင်းကတကယ်ကိုအရေးပါနေခဲ့တာဖြစ်ပါတယ်ဒီနေ့အစောပိုင်းမှာရှင်ပြိုင်ကစားခဲ့တဲ့မြန်မာအသင်းနဲ့တာမင်နစ္စတန်အသင်းတို့ရဲ့ပွဲစဉ်မှာတော့အင်ရှင်မြန်မာအသင်းကပြိုင်မဲ့အသင်းကို၈ဂိုးခုမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီးတော့လက်ရှိအုပ်စုရဲ့ပထမနေရာမှာတော့ရပ်တည်နေခဲ့တာဖြစ်ပါတယ်အခုရှင်ပြိုင်နေစေပွဲစဉ်မှာတော့ဘင်္ဂလားဒေ့ရှ်တင်းကပြိုင်မဲ့အသင်းကိုတော့6ဂိုးခုမရှိဆိုတဲ့ရလဒ်နဲ့ဥဆောင်နေခဲ့တယ်ဗျာဘင်္ဂလားဒေ့ရှ်ပဲရီတူပေါ်နော်ထပ်ပြီးလှည့်လာရာလာသိမဲ့အေးရပါပဲလဲလှမ်းကန်ပြီးဒီနေ့ပွဲစဉ်မှာဘင်္ဂလားဒေ့ရှ်ရဲ့ဘယ်ချမ်းတိုက်ဆက်မှာတောက်လျှောက်ခြေစွမ်းပြနေတဲ့ရီတူပေါ်နာချိန်မှာလဲပြိုင်ဘက်ခန်းစစ်ကစားမကိုလှည့်ထွက်ပြီးတော့ပယ်ချင်တဲ့အပိုင်ဆုံးသက်ခဲ့တာဖြစ်ပါတယ်ဒါမဲ့လဲသူ့ရဲ့နောက်ဆုံးဆုံးသက်ချက်ကတော့ကိုပေါင်းနဲ့တော့တက်မဲ့ခဲ့ခြင်းတော့မရှိဘူးများပြိုင်မဲ့အသင်းကိုခိုးပြက်အနိုင်ရရှိနေတဲ့အနေအထားတစ်ခုမှာ
ဘင်္ဂလားဒေ့ရှ်အသင်းကလည်းလူစားလဲမှု3ခုကိုတော့တပြိုင်နက်တည်းပြုလုပ်ဖို့ရှိနေခဲ့တယ်ဗျာဒီနေ့ပွဲစဉ်မှာသွင်းကိုရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ကစားသမားတွေဖြစ်တဲ့ရှက်ဆွန်နာဟာမိုနီကာဒီကစားသမားတွေတော့ဘင်္ဂလားဒေ့ရှ်အသင်းအနားပေးလိုက်ပြီလည်းဖြစ်ပါတယ် Substitution for Bangladesh. Player number 6 is replaced by player number 6. ဘာရင်တင်ပဲတိုက်စစ်ပြန်ဆလာပြီဘာရင်တင်ပဲတောက်လျှောက်ဆွဲလာပြီအေးရတယ်မှာပဲလက်ကန်ပြီချိန်မှာတော့ကိုသမားဘရူနာအကောင်းဆုံးကာဝယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ပဲခံစင်းနဲ့ပြန်ထွေးတော့တယ်အသင်းကောင်းဆောင်အဖီဒါကိုအာတီရှီပေးတော့တယ်ဘင်္ဂလားဒေ့ရှ်ပဲချက်လဲတော့တယ်ရှာလာသေးမြဘယ်ဘက်ချမ်းနဲ့ပြန်တွဲတော့ပြီရီဂျူပေါ်နော်အလေမှားပေးတော့ပြီချိန်မှာလည်းဘယ်ဘက်ချမ်းကနေရီဂျူပေါ်နာရဲ့အကောင်းဆုံးဖြတ်ချိုးပေးမှုစောပိုင်းမှာတိုက်စစ်ပိုင်းကလူစားဝင်လာခဲ့တဲ့ဆာကိုရီကာအဆုံးသတ်ဖို့ကြိုးစားခဲ့ပေမဲ့လည်းသူ့အနေနဲ့အနည်းငယ်တော့နောက်ကျနေခဲ့တာဖြစ်ပါတယ်။တင်ခွေရင်းသာဆာကိုရီကာအပိုင်အသုံးချနိုင်ခဲ့မယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်တင်နောက်ထပ်သွင်းကိုရရှိသွားနိုင်လောက်တဲ့အခြေအနေမျိုးတော့ဖြစ်ခဲ့တာဖြစ်ပါတယ်။လက်ရှိဒီနေ့ပွဲစဉ်မှာပြသနေတဲ့ခြေစွမ်းပိုင်းတွေကိုကြည့်မယ်ဆိုရင်တော့မြန်မာအသင်းအနေနဲ့ဒီအုပ်စုထဲမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းကိုအကောင်းဆုံးသတိထားဖို့တော့လိုအပ်နေခဲ့ပြီဖြစ်ပါတယ်။ဘာရင်တင်ပဲရှီကိုကန်နေပြီးတော့ဘင်္ဂလားဒေ့ရှ်ပဲဥထားတယ်နော်လက်ရှိရှင်းပြိုင်နေတဲ့အမျိုးသမီးအာရှဖလားခြေစစ်ပွဲစဉ်တွေကိုတော့လာမယ့်ဇူလိုင်လ2ရက်နေ့မှာလည်းထပ်မံရှင်းပြိုင်သွားဖို့ရှိပြီးတော့ညနေ4:00နာရီအချိန်မှာတော့မြန်မာအသင်းနဲ့ဘင်္ဂလားဒေ့ရှ်အသင်းည9:00နာရီအချိန်မှာတော့တာမင်နစ္စတန်အသင်းနဲ့ဘာရင်အသင်းတို့ရဲ့ပွဲစဉ်တွေကိုရှင်းပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်အဲဒီပွဲစဉ်တွေကိုလည်း Forever Crew ရဲ့အခမဲ့ရုပ်သံလိုင်းတွေဖြစ်တဲ့ Channel 7 Reader Channel နဲ့အတူပြုံး Play Sport YouTube Channel တို့ကနေတိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမယ်ဆိုတဲ့အကြောင်းကိုလည်းဒီကနေ့ကနေကြိုတင်သတင်းကောင်းပါရပါတယ်ဘာရင်တင်ပဲမြောက်ချပေးတော့ဒါပေမဲ့ဘောလုံးကတော့ဘင်္ဂလားဒေ့ရှ်တီပဲရောက်ရှိသွားခဲ့တယ်ဗျာအလဲမှာပဲပေးယူလုံနေတယ်ခံစင်းနဲ့ပြန်တွဲတော့တယ်ရှက်စွန်နာဟာဘယ်ပချာထုတ်ပေးတော့ပြီရီတူပေါ်နော်ခြေအောင်ပြနေဒီပွဲစဉ်မှာတော့ကျော်နံပါတ်18ရီတူပေါ်နာဘယ်တောင်မှရှောက်မှာတော့အကောင်းဆုံးခြေစွမ်းတွေတော့ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်ဘာရင်တင်ပြန်တားတာလေဒါပေမဲ့ရီတူပေါ်နာပဲကြားပြပြယူသွားပြီအေးရဝင်လာပြီလေဖြတ်ချိုးပေးပြန်ပြီချိန်မှာလည်းရှေ့ကတိုက်စစ်မှာရှိနေတဲ့ဆာကိုရီကာကိုဖန်တီးပေးဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်ချိန်မှာတော့သူ့ရဲ့ပယ်ချမ်းကနေပံပိုးပေးမှုတော်တော်များနေခဲ့တာဖြစ်ပါတယ်တကယ်ကိုဘင်္ဂလားဒေ့ရှ်အသင်းမှာသတိထားပြီးတော့စောင့်ကြည့်ရမယ့်ကစားသမားဖြစ်ရီတူပေါ်နာရှိနေခဲ့တာလည်းဖြစ်ပါတယ်ပါရီမဲဒါပေမဲ့ဘင်္ဂလားဒေ့ရှ်ကပဲပြန်ပြီးတော့ချားပြန်ဟန်တာထားရမြညာပချမ်းနေပဲဘင်္ဂလားဒေ့ရှ်ရှာလာတဲ့ရှီကိုဆွဲလာပြီချိန်မှာတော့ပြန်ပဲကစားမနဲ့ထိပြီးတော့တောက်ကန်ဘောကန်ဝင်ရရှိမှလည်းဖြစ်ပါတယ်လူစားဝင်ကစားသမားမွန်ကီဖြစ်ပါတယ်ဒီချိန်ရလိုက်တောက်ကန်ဘောလည်းရီတူပေါ်နာကန်ပြီအေးရောကြားတယ်ဘာရင်တင်ရဲ့ခံစစ်ကပဲရှင်းလာတယ်မြ
ပြန်လိုက်စေရသေးတယ်ရလာသေးမြဘင်္ဂလားဒေ့ရှ်ပဲထပ်ပြီးတော့မော့ပေးပြန်ပြီလက်ပိတ်ပြီချိန်မှာတော့ကိုသမားစာအထူလာနှစ်ဆင့်ကာဝယ်ထားခဲ့ရတာဖြစ်ပါတယ်ပထမချိန်ပြိုင်ပွဲတင်းရဲ့ကန်ချက်စာအထူလာကာဝယ်နဲ့ပြန်ထွက်လာတဲ့အနေအထားတစ်ခုမှာထပ်ပြီးတော့ပြိုင်ပွဲတင်းကပိတ်သွင်းတဲ့အနေအထားတစ်ရပ်ကိုလည်းစာအထူလာထပ်ပြီးတော့ကာဝယ်ထားခဲ့ရတာဖြစ်ပါတယ်ဘာရင်တင်ရဲ့နီးပြချုပ်မိုဟာမက်အဒန်ဟူစိန်ဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်တင်ရဲ့နီးပြချုပ်ပီတာဘတ်လာဖြစ်ပါတယ်သူအနေနဲ့ဘင်္ဂလားဒေ့ရှ်တင်ကိုအကောင်းဆုံးခြေစွမ်းခြေစားရလက်ကောင်းတွေရရှိဖို့တော်တော်လက်ရှိချိန်မှာစွမ်းဆောင်ထားနိုင်တယ်ဗျာဘာရင်းပဲရှေ့ပေးတော့ရလာသေးတယ်ချိန်မှာပြိုင်မသိရဲ့ခန်းစင်းနဲ့ညှိပြီးတော့ဘာရင်းတင်ကလက်ပြပေါ်မြောက်ခွင့်ရမှာဖြစ်ပါတယ်ဖာတီမာမြောက်ချပေးတော့ပြိုင်ပဲသိန်းစီပဲရောက်ရှိသွားခဲ့တယ်ဗျာဘင်္ဂလားဒေ့ရှ်ပဲဘယ်ပချမ်းနေပဲရီတူပေါ်နော်ထပ်ပြီးတော့အလေကိုဖြတ်ချိုးပေးပြန်ပြီရလာသေးတယ်အေးရတယ်မှာပဲဒါမဲ့လည်းပြိုင်ပဲတင်းရဲ့ခန်းစစ်ကပဲပြန်ထားရတယ်ဗျာဘာရင်တင်းပဲရှေ့ကိုမတင်ပေးတော့ပြီစီချက်တိုင်ကတော့လူဂျွန်နေထားသတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်အစောပိုင်းကဘာရင်တင်းတိုက်စစ်ဆန်ဖို့ကြိုးစားရင်းနဲ့ဇာမာရီလူဂျွန်နေထားမှာတော့ရှိနေခဲ့တာဖြစ်ပါတယ်ရီတူပေါ်နောက်အလေဝင်လာပြီဘင်္ဂလားဒေ့ရှ်ပဲအလေကိုပေးတော့ချက်လှည့်တော့ရလာသေးတယ်တူရာပဲလက်ကန်ပြီချိန်မောတိုက်စစ်ကတူရာရဲ့ကန်ချက်ပြန်မသိရဲ့ကိုသမားစာအထူလာစီပဲရောက်ရှိသွားခဲ့တယ်မြဘင်္ဂလားဒေ့ရှ်ပဲရလာသေးတယ်ကန်စင်းနဲ့ပြန်ထွေးတော့တယ်အစင်းရှေ့ပေးတော့ပြီလေမာပဲရလာသေးမြရှေ့ကိုမျောထုတ်ပေးလိုက်တဲ့တောက်လို့ရှောက်ပဲလူကျွတ်ပဲဘင်္ဂလားဒေ့ရှ်ပဲတောက်ရှောက်ပဲတစ်ချက်ခောက်ထားတယ်လှမ်းပိတ်ပြီကိုပြီမြောင်းဒီချိန်မှာလဲရလာတဲ့အခွင့်အရေးတစ်ရပ်ကိုဘင်္ဂလားဒေ့ရှ်တင်အကောင်းဆုံးအဆုံးသတ်ပြီးတော့နောက်ထပ်9ဂိုးမြောက်ဥဆောင်ကိုတော့ထပ်ပြီးတော့ရှာဖွေသွားနိုင်ခဲ့ပြီလဲဖြစ်ပါတယ်ချိန်မှာလဲညာဘချမ်းကနေအကောင်းဆုံးပံ့ပိုးပေးမှုကနေမွန်ကီကိုသမားနဲ့တူချင်းရှင်းဆိုင်တွေ့မှာပြန်မဲ့ခန်းစကစားမအောင်တစ်ချက်လှည့်ပြီးတော့ပယ်ချေနဲ့အသက်ရဆုံးအဆုံးသတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်လက်ရှိချိန်မှာတော့ဘင်္ဂလားဒေ့ရှ်တင်းရဲ့အနိုင်ရလက်ကပို့ပြီးတော့ပြတ်သားသွားတဲ့အနေအထားတစ်ခုကိုတော့ရောက်ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ဘင်္ဂလားဒေ့ရှ်တင်းအင်ရှင်မြန်မာတင်းရဲ့အကိုရလက်ကိုမှီဖို့တကူပဲလိုတော့တယ်ဗျာအတင်းတင်းပဲချစ်စစ်ပွဲအောင်မဲ့နေထားမှာရမတ်တွေတူညီခဲ့မယ်ဆိုရင်တော့အကိုရလက်တွေကတကယ်ကိုအရေးပါနေခဲ့တာလည်းဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ပဲပြပချန်နဲ့ပြန်တွေ့တော့ရီတူပေါ်နာတောက်လျှောက်ပဲဆွတ်တက်လာရီတူပေါ်နာပဲအလဲဖြတ်ချိုးပေးပြန်ပြီဘာရင်တင်းရဲ့ခန့်စစ်ကပဲရှင်းထုတ်ထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လိုက်ဆယ်တာဘင်္ဂလားဒေ့ရှ်ပဲရထားသေးမြရှက်စွန်နာဟာထပ်ပြီးတော့အလဲမျောပေးလာပြီအေးရမှာပဲရထားသေးဘင်္ဂလားဒေ့ရှ်ပဲရီတူပေါ်နာပဲတောက်လျှောက်ပဲဆွဲထွက်သွားပြီဒီနေ့ပွဲစဉ်မှာတော့ဘင်္ဂလားဒေ့ရှ်တင်းရဲ့တောင်ပန်တိုက်စစ်တွေကတော့တကယ်ကိုအလုပ်ဖြစ်တယ်လို့ပြောရမှာဖြစ်ပြီးတော့ပြိုင်မတင်းကိုတောက်လျှောက်ဖိအားပေးထားနိုင်ခဲ့တာဖြစ်ပါတယ်မာရီယာထပ်ပြီးအလဲကိုမော့ပေးထားပြန်ပြီအေးရမှာပဲဘင်္ဂလားဒေ့ရှ်တင်းပဲလွတ်ထွက်သွားပြီဒီချိန်မှာတော့ပြိုင်မသိကိုသမားစာအထူလာ
မိမိရရကိုဖန်ယူရရှိထားခဲ့တာဖြစ်ပါတယ်ကိုဟာတီရူနာခံစင်းနဲ့ပဲပေးတော့တယ်အသင်းကောင်းဆောင်အဖီတာအဇင်းအလဲနဲ့ပြန်ထွေးတော့တယ်ဘင်္ဂလားဒေ့ရှ်ပဲအဇင်းပဲညာပချမ်းကနေပဲအချိန်ကြီးကြည့်နေတဲ့အဇင်း For this match, 150. ရာလာတင်မြဘင်္ဂလားဒေ့ရှ်ပဲတောက်ချောက်ဆွဲတက်လာပြီဒါပေမဲ့ဘောလုံးကတော့ပြန်ပြတ်တယ်မြဘာရိန်တင်ပဲရှေ့ကိုပေးတာလူပေးတော့မှားတယ်မြရှက်စနာဟာထပ်ပြီးတော့အေးရတယ်မှားပေးလာပြန်ပြီဘင်္ဂလားဒေ့ရှ်ပဲလိုက်ဆဲလာတယ်ချိန်မှာဘာရိန်တင်ရဲ့ခံစစ်ကပဲဥလာတယ်မြဘာရိန်တင်ပဲအရှေ့ကိုပေးတာတယ်ချိန်မှာလည်းပြန်ပဲဘင်္ဂလားဒေ့ရှ်တင်ရဲ့ခံစစ်ကိုတော့မကြော်သေးဘူးမြကျွန်တော်ဒီနေ့ပွဲစဉ်မတိုင်မီခံမှန်းထားတဲ့အတိုင်းပဲဘင်္ဂလားဒေ့ရှ်တင်ကတော့ဒီနေ့ပွဲစဉ်မှာသူတို့ရဲ့မာကျော်တဲ့ကောင်းမွန်တဲ့ခြေစွမ်းခြေစတွေကိုတော့ဆက်ပြီးတော့ပြတ်သားထားနိုင်သေးပဲလို့ပြောရမှာဖြစ်ပါတယ်ဒီချိန်မှာလည်းဘင်္ဂလားဒေ့ရှ်ပဲအလဲကနေတောက်လျှောက်ဆွဲတက်လာတယ်ဘယ်မှာထပ်ပြီးတော့ထုတ်ပေးတာပြီရီဂျူပေါ်နာပဲထပ်ပြီးအလဲကိုဖြတ်ချိုးပေးပြီချိန်မှာရီဂျူပေါ်နာရဲ့ဖေးဖို့မှုကိုသမားစာအထူလာစီပဲရောက်ရှိခဲ့တယ်နော်ဘာရင်တင်ပဲအလီဆာဒီချိန်အလီဆာရဲ့တိုက်စစ်ဆင်မှုကလည်းလိုရအောင်မရောက်ဘဲနဲ့ပြိုင်ဘက်ကစားသမားတွေစီပဲရောက်ရှိသွားခဲ့တာဖြစ်ပါတယ်ကိုမြတ်ဖုံးရေးပွဲချိန်ပို့ပြီးတော့ကြာလာပေမဲ့ဘာရင်တင်လက်ရှိချိန်ထိတော့သူတို့လိုအပ်နေတဲ့အခြေပါကိုကြီးရှာဖွေထားနိုင်ခြင်းမရှိပဲဘင်္ဂလားဒေ့ရှ်တင်းကပဲနောက်ထပ်ဥဆောင်ကိုတွေကိုထပ်ပြီးတော့ပိုင်ဆိုင်နေခဲ့တာဖြစ်ပါတယ်။ဘာလဲကကျင်းဆိုရင်ရောဘိုင်းမှာတော့9ဂိုးပြီးဆိုတော့ရှာလန်နဲ့ဥဆောင်ထားတဲ့ဘင်္ဂလားဒေ့ရှ်တင်းဒုတိယပိုင်းမှာလည်းနောက်ထပ်သွင်းဂိုး2ဂိုးရရှိခဲ့ပြီးတော့လက်ရှိမိနစ်80ဝန်းကျင်ကိုရောက်ရှိလာတဲ့ပွဲကစားချိန်မှာတော့ဘင်္ဂလားဒေ့ရှ်တင်းက9ဂိုးပြီးဆိုတော့အနေထားတစ်ခုနဲ့ဘာရင်းတင်းကိုတော့ပြည့်ပြည့်တသားဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်။အုပ်စုတွင်ပြိုင်ဘက်ဖြစ်တဲ့မြန်မာမျိုးသမီးလေဦးစင်ဘလုံးအတင်းအနေနဲ့ကတော့တာမင်နစ္စတန်အတင်းကိုအစောပိုင်းပွဲမှာ10ဂိုးပြီးဆိုတော့ရလက်တစ်ခုနဲ့နိုင်ရထားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘင်္ဂလားဒေ့ရှ်အတင်းအတင်းရဲ့သွင်းဂိုးနှုန်းကိုလိုက်မိအောင်ဘလောက်အတိုင်းတာထိစွမ်းဆောင်နိုင်မလဲဆိုတာတော့လက်ကျန်ပွဲကစားချိန်ဒီမှာကျွန်တော်ပြည်သက်တွေနဲ့အတူတူစောင့်ကြည့်သွားဖို့ရှိနေခဲ့တာပဲဖြစ်ပါတယ်။လက်ဒီပဲဆူထာနာညာကြောင့်ထုတ်ပြီးသားတယ်ဇာဂိုရီကာလိုက်စေထားသည်ရထိတ်ဆက်ကနေလက်တွေတင်လှမ်းကန်မှုတော့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။မွန်ကီအခုပြန်ပြီးသားတယ်မာရီယာဘယ်ကြောင့်ထုတ်ပေးတာလဲခင်ဗျာဆန်ဆွန်နာဟာရီဒူပေါ်နာတော့ရှော့ဆွဲဝင်လာပြီဗျာရီဒူပေါ်နာစပြေးမှုကတော့ကောင်းဝင်မဲ့ဘောလုံးကတော့ဂိုးစီးကိုကျွန်တော်သွားခဲ့တာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ရီဒူပေါ်နာအနေနဲ့ဘင်္ဂလားဒေ့ရှ်အသင်းရဲ့ဘယ်တောင်မှန်ကြောမှာတက်ဆင်းမှန်မှန်နဲ့ပြန်ဘက်ခံစစ်ကိုတော့လှုပ်ရှုပ်စေခဲ့တာပဲဖြစ်ပါတယ်ပေါ်လာသူအနေနဲ့လေကိုယ်တိုင်တွင်းကိုတကိုတော့လှလှပပသူပြီးထားတဲ့ကစားသမားတူလည်းဖြစ်တယ်ဗျာလက်ရှိမှာတော့ရိုင်းတင်ကလူစားလေးလည်းမှုတစ်ခုဘင်္ဂလားဒေ့ရှ်တင်ကလူစားလေးလည်းမှုတစ်ခုပြုလုပ်မှာပဲဖြစ်ပါတယ်ဒါဆက်ခွန်ပေါ်နာကိုတော့လူစားလဲလှယ်ခဲ့ပြီပဲဖြစ်ပါတယ်
ကျွန်တော်စကူမမဝင်ရောက်ပြီးတော့ကစားတယ်ခင်ဗျာ Substitution for Bangladesh team. Player number 17 is replaced by player number 19. ကျွန်တော်စခွန်ဂျာဝါဟာကိုထည့်သွင်းအသုံးပြုတာကိုတွေ့ရတယ်ခင်ဗျာ Substitution for Bahrain team. Player number 4 is replaced by player Ready, team, number 17. ပါချိုးပေးတာလေဇာဂိုရီကာလန်ကန်မှုကြိုးစားခဲ့သူပဲသူရဲ့ကန်ချက်ကတော့အနေငယ်အားပြော့တယ်ခင်ဗျာလို့ဒီချိန်မှာတော့ဗာရင်းတင်းရဲ့ကိုသမားဆာအဒူလာအသားရပဲဖမ်းနာတည်တယ်ခင်ဗျမနာဒီမှာပြီးတော့ဘင်္ဂလားဒေ့ရှ်တင်းပဲလူချူပဲရလာပြန်ခင်ဗျာဒီမှာနေဆိုင်တို့မကြိုးစားတယ်ဇာဂိုရီကာဒီဂျွန်နေထားမှာရောက်ရှိနေရပဲဖြစ်ပါတယ်တင်းရဲ့အဲ့ဘောစကာမြောက်မယ်ခင်ဗျစကာချပြီးသားလေးရင်းတင်းမေးစာမဝင်လို့ရဖို့ကြိုးစားမှာတော့ဘီစီကိုကြော်သွားခဲ့တာပဲဖြစ်ပါတယ်ဒါလေးတင်းမေးနောက်ကိုပြန်ပြီးတော့ပေးရခင်ဗျရူနာဟိုဟာတီနည်းနည်းပြန်ပြီးတော့တွဲဆော်ထားတယ်ပါသွားတယ်ခင်ဗျအဲ့ဒီတင်းမဲအဲ့စေကိုကြိုးစားနေဖြတ်ပို့ပြီးသားလေကျွန်တော်ကိုအစာအလီဇာဖြစ်ပါတယ်ကျွန်တော်တို့နေထားနေပဲကိုလေးကိုတန်းကန်မှုတော့အကျိုးစားခဲ့တယ်ခင်ဗျာဒါပေမဲ့ဘင်္ဂလားဒေ့ရှ်အသင်းရဲ့ကိုသမားရူနာကလည်းဒီရှိချိန်ဒီအကောင်းဆုံးနေထားတစ်ခုမှရှိနေတော့မယ်ခင်ဗျာဘင်္ဂလားဒေ့ရှ်အသင်းပဲညာကြောင်ထုတ်ပေးထားတယ်ဒီလည်းဖြစ်ပို့ပေးထားတယ်နေငယ်ပေးပို့မှုကတော့အများနေခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်စလေးဟလီမာဖြစ်တယ်ခင်ဗျာကြိုးစားခဲ့ဘင်္ဂလားဒေ့ရှ်အသင်းပဲပြန်ပြီးတော့ရယူလာခဲ့ခင်ဗျမွန်ကီကိုလိုမောဖြစ်ပဲသုံးသက်သွားခဲ့တာဖြစ်ပါတယ်မာရီယာဒီနေရာထဲမှာပဲမာရီယာပဲပြန်ချိုးပြီးသားလေတင်းပေါ်ရီတော့အသင့်ရှိနေခဲ့ဦးဗျာမာရင်းတင်းမယ်နာတစ်ပြန်ပြီးတော့ရယူထားတယ်ဗျာမာရီယာနောက်လည်းထက်လာတဲ့ဆန်စွန်နာဟာချက်ချောင်ပြလာတယ်ဒီလေးကိုဖျက်တင်ပေးထားတယ်ကောင်းတဲ့ဘူးကျိုးသားတယ်ဘင်္ဂလားဒေ့ရှ်အသင်းပဲရထားသေးတယ်ဗျာဘေချီနဲ့လမ်းကဘူးကျိုးသားတယ်ပိတ်ပြီဒီကျနေထားမှာစကူရီကရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်ပေးပို့မှုကကောင်းမွန်ခဲ့တယ်ခင်ဗျာစနေဆူချာနာရှိမှရှိနေခဲ့တဲ့အသင်းမော်ဆာကိုရီကာကိုအပြီးမှာတော့ဆာကိုရီကာကလူကျွန်းနေထားမှာရောက်ရှိနေခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘင်္ဂလားဒေ့ရှ်အသင်းရှစ်ဂိုးမြောက်ဥဆောင်ဂိုးနဲ့တော့ဦးကသွားခဲ့တယ်ခင်ဗျာဒီတင်းမေးဒီလက်ကန်လာလေဒီပြန်ရှန်ပြီးတော့ထွက်လာခဲ့တယ်ခင်ဗျာမာရီယာဒီကန်စစ်ကလည်းအသေးအတန်ကိုကာကွယ်ထားခဲ့ရတာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်အသင်းပဲတ
တိုက်စစ်ကိုတော့ပြန်ပြီးတော့တောက်လျှောက်ဆိုလို့မြင်လာခဲ့ပြီပဲဖြစ်ပါတယ်ဝေးကန်ချက်လက်ကန်နေဒီမှာတော့မွန်ကီဒီကန်ချက်ကတော့ဂိုးပေါင်းနေတော့လေးချော့သွားခဲ့တယ်ခင်ဗျာနောက်တဲ့အသင်းစီကိုမြောက်ဥဆောင်ကိုရရှိဖို့အတွက်တောက်လျှောက်ဆိုလို့ကြိုးစားလာတဲ့အနေအထားတစ်ခုမှာတော့အစောပိုင်းမှာရရှိခဲ့တဲ့စူဒရာနာရဲ့တွင်းကူဖြစ်ပါတယ်ဒီကန်ချက်ကတော့ကောင်းနေဆိုပေမဲ့ကိုဘာရန်ထိပြီးတော့ထွက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘင်္ဂလားဒေ့ရှ်အသင်းငယ်နစ်နာခဲ့ရတယ်လို့ပဲဆိုအောင်မှာဖြစ်ပါတယ်ဘာရင်းသေးပဲလီဆာနာကိုပြန်ပြီးတော့ပေးထားတယ်ဇာဗ်ဒူလာပို့ပေးထားတယ်နာခေါင်းဦးလေဗျာဘင်္ဂလားဒေ့ရှ်တင်းပဲမလာမမရှစ်ဖြတ်ပို့ပေးထားတယ်ဘင်္ဂလားဒေ့ရှ်တင်းရဲ့တိုက်စစ်ကိုဟန်တာဖို့ကြိုးစားရင်းနဲ့ဘာရင်းတင်းရဲ့ကုသမာဇာဗ်ဒူလာငယ်တန်းရသွားခဲ့ပြီပဲဖြစ်ပါတယ်ဇာဝင်ကစားသမားဦးမလာမမရဲ့ဒီရတဲ့ကိုပေးပို့မှုကတော့တင်းမော်ရီစီတရက်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်ဒီကိုကလည်းဖြည်းဖြည်းနဲ့ဤကတ်လာခဲ့ပြီပဲဖြစ်တယ်ဗျဘာရင်းတင်းပဲအဲ့ဒါလီငယ်တော့အနေနဲ့များတယ်ဗျရှူမျောပေးတာတယ်အခုကြိုးစားနေတယ်ဗျစာမာလိုက်ဖို့ကြိုးစားခဲ့ပြီမဲ့ဘင်္ဂလားဒေ့ရှ်နောက်တန်းကခွာတီဥရခဲ့တယ်ဗျလာစကာဘမြောက်ချပေးတာတယ်အလီဆာတက်ထပ်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့ဒီချိန်မှာလည်းဘင်္ဂလားဒေ့ရှ်နောက်တန်းကဥထားခဲ့တယ်ခင်ဗျာကိုဟာဒီအကောင်းဆုံးပုံစံနဲ့ပဲအန်တာထားတာဖြစ်တယ်ခင်ဗျာဒီလာစကာတောင်ပေါ်မြောက်ချပေးတာတယ်စကာပဲမလာမမကျွန်တော်ထားခဲ့ရမှာတော့နောက်ထပ်တစ်ချိန်ဘာရင်းသိန်းလေးပေါ်မြောက်ခွင့်ရအောင်ပဲခင်ဗျဒီလာစကာလီဆာစီမာရောနှစ်ဖက်ကစားသမားတွေအနေငယ်တက်ထိတွေ့မှုတွေပြောခဲ့တာပဲဖြစ်ပါတယ်လာတဲ့တင်းရဲ့နောက်ခံကစားသမားရှက်စွန်နာဟာနဲ့ဘာရင်းတင်းရဲ့တိုက်စစ်ကစားသမားစာလီဆာတို့နိုင်ငံအချင်းများခဲ့တာပဲဖြစ်တယ်ခင်ဗျာဒါကတော့နိုင်ငံချင်းများဖို့ကြိုးစားခဲ့တဲ့ကစားသမားတွေတော့ဟိုကပြတာပြီးတော့အတီးပေးထားတာလည်းတွေ့ရတယ်ခင်ဗျာ90ဒီကြောင့်ဖို့ကလည်းစက္ကန့်ပိုင်းလောက်ပဲလိုအပ်တော့တယ်ခင်ဗျရှိလာတဲ့ဘောတော့လာစကာနောက်ကနေပြီးတာလေဘလို့မြောက်နေတယ်နောက်တန်းဥထားတယ်ဗျာလက်တွေတင်းပဲတောက်လျှောက်ဆိုတော့ကြိုးစားတယ်ရှူပြောပြီးတာတယ်အင်ဂျာထားသေးတယ်ဗျာဆိုလို့ရှိရင်တော့ကစားချိန်ကတော့မိနစ်90ပြည့်မြောက်နေခဲ့ပြီဖြစ်လို့ဒါချင်းချိန်ဖို့3မိနစ်သတ်မှတ်ပေးထားတယ်ဗျာလက်တွေတင်းပဲဒီကြရဲမှာပဲဒီမှာစနစ်စူဒါနာနောက်နဲ့ပြန်ပြီးတော့တွဲထားတယ်စူဒါနာပဲပြတ်သွားခဲ့တယ်ဗျာ
ဘာရင်တင်းလက်ပြပေါ်မြောက်ခွင့်ရမှာဖြစ်ပါတယ်လောက်စကားအခက်တဲစီကံပူလာတယ်ဘောတော်လေးကိုများတယ်ခင်ဗျာကိုသမားရူနာစီပဲရောက်တယ်ခင်ဗျာရှိမှာတော့ပွဲကစားခြင်းစက္ကန့်60သာကျန်တော့တာပဲဖြစ်ပါတယ်လက်ကျန်စက္ကန့်60မှာဘင်္ဂလားဒေ့ရှ်အသင်းနောက်ထပ်အသင်းကိုတကူရယူနိုင်အောင်မလားစောင့်ကြည့်သွားရမယ်ခင်ဗျာဆက်စွန်ဟာအရာလာတည်မြဆက်စွန်ဟာပဲတော့လျှောက်ပဲဆက်ဆွဲပြီးဖို့အကျိုးသားခဲ့ပြီမဲ့စီများပြီးတော့ကိုလုံးဘောဖြစ်ပဲဆုံးသက်သွားခဲ့တာဖြစ်ပါတယ်နားလေးသိမယ်အရာတွေကိုဆွဲဝင်လာပြီးလေဖြစ်ပို့ပြီးသားတယ်အလာလီစတို့ကာဝယ်ထားရတယ်ဗျာဒါပေမဲ့ထပ်ပြီးတော့ရလာသေးတယ်ဗျဘင်္ဂလားဒေ့ရှ်အသင်းပဲရှူလီအပဇင်းပြန်ပြီးတော့ဘာရင်းအသင်းဟန်တားထားတယ်ဗျဝီဆုံမို့ဒီကလာရတဲ့အမြနှစ်ဖက်ကစားသမားတွေကြားမှာတော့မကြာခဏဆိုသလိုထိတ်တိုက်ညင်းပွားမှုလေးတွေကစိတ်ထိတ်ဖြစ်ပေါ်နေတာလေးတွေ့ရတယ်ဗျာတော့ AFC မြို့သမီးအာရှဖလား2026ခြေစစ်ပွဲဂရုစီရဲ့ဒုတိယမြောက်ပွဲတွေကတော့ဇူလိုင်လ2ရက်နေ့မှာရှိတဲ့ကစားပွဲဖြစ်ပါတယ်။အားကစားဝါနာရှင်ပြည်သူများခင်ဗျာကျွန်တော်အစီအကံတင်ဆက်နေစဉ်အတွင်းမှာပဲဘော်ရင်းအသင်းနဲ့ဘင်္ဂလားဒေ့ရှ်အသင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံး